Shivasi Adu 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 Ogata 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 Kayakan Vedikan Manokan Tabadota Katindo Apituko Yapasi Jin Ajunga Petema Dudiya Tadiya Ejay Ejay Tongjay Miao Ang Kaya Yedena Kaya Yedena Nanga Yedena Yedena Biak Tongba Dugo Ayo Ati Ali Emyak Lesong Muyui Shiko Kuzo Kumyo Mansho Kadoba Ishimya Kadoba Ishimya Kadoba Ishimya Tatanaro Nit Natao Ngaya Ngase Kukunit Koza Dagri Tatan Donya Konesa Konakunit Yadu Lavi Jodoye Karene Natang Sachaku January La Nasa Koneye Bodahuni Nyajangala Kayim Bine Pa Ankayai Line Jiwa Jaugala Jang Adwin Singing Jimba Adi Chanda Ji Myaswa Paya Boda Guni Guna Videta Dhamma Puza Atu Dhamma Tbenwe Pa Amyo Gongaleya Uba Chit Domyatin Domyatin Yarana Shui Sai Mitazu Amu Budo Kudo Shemya I Dhamma Dana Amada Dana Pipin Hoja Adi Dukha Liva Amiyati Teya Padeyare Ozeno Tegarama Mia Along no Tadawari Dipin a Jao Ayada Matujin Nijame Along no Tadawari ha Davi Dada Dukha Kama Dokha Patikula Sure Adai Chandagu Lula Jare Pogo de Jibeno Chanda Malula Jare Pogo Yelu Shimala Mashivu Sinye Dokhagu Yumon Jare Pogo de Jibe Alon no Darawariha Dagaramamia Chanda Dukhagu Lula Biro Sinye Dokhagu Yumonya Dibi Jao Yani Amada Tayane Tayam Matuji Nijame, Di a Jao Ayan, Nechamajaro, Ah, Lumatuni Naimula, Tuni Nainare. Alo no Darawaria, Chandagu, Lulalu Chanda Ya on Subiro, Sangya Jaren Niyama, account for Jaren Niyamajaro, Tayao Netayao, Matu Guevia Chana Biro, Waja. Dukha Zura Vale, so Biro a David Prince Sojare, Kamasu, Luchin, Levertian Netiam, Matu Guevia, Chana Biro, Waja. Chana Lujin Loso Biro, Chana Sajare, the Chopogo Miajaro. Niman Lamane, Chana Meshavene. Chana go Shalanga Ya on Shalalo Mosobiro, Dokha Yaujara, 11 Shivula. She then, no? Eroga the Garamamia. Nyaswa Pia the King, Kuram Yajiga, Dukha Sraga, Bahari go Dukha Sobido, Hotarale, Sratininya, Boda, Kuna, Wideta, Puza, Damatavema, Hojajaya, or Najajaya, or no? Horidia Disnarogo, Uzinoga, Nigenga Yatega, Kodaga Nige Awemba, Damabara, Boda we. Tambula, Beku Tugo, a chicken beetle, Hojadama Pipare, Lagoundea de the Narogo, Mohoja Jadi, Mimana Jaja de mi Dama de the Gadama Dami Pidamure, Miaswapea, the King Goram Yajigo. Yo de Swachiko Uchavi, Dama the Vimwe, Puinly Lajaya.
ဗုဒ္ဓဘောဓာယတေတေတိတံတောယောဓမ္မထာယသာသမ္မထာယသံတောဓမ္မံဒိဋ္ဌောဝါတရဏာယသာနေဗုဒ္ဓောနိဗ္ဗာနထာယတံလောကတရဏံနမေယောဗုဒ္ဓံသဗ္ဗညုဗုဒ္ဓအမည်ရသည်လောကတွတ်တင်တို့တွေကိုယ်ွယ်နေရတဲ့အကျင့်ဖရာရှင်ကိုယ်တော်မြတ်ကြီးသည်ဗုဒ္ဓဝါသေစာလေးပါးမြတ်တရားကိုပြတ်သားတဲ့နှင့်ကိုယ်တော်တိုင်းသိမြင်တော်မူပြီးသည်ဖြစ်ပေလာလျင်ဘောဓာယသာဗျမနတ်လူသုံးပေါင်းတို့ကိုယ်တော်မယင်သိပါစေခြင်းကြုံငါလည်းပဲဓမ္မန္တေတေတိသစ္စာလေးပါးမြတ်တရားကိုတဏှညာတာဟောကြားတော်မူခဲ့ပါပြီတန်တော်ဝါကိုယ်နှုံနှလုံးသုံးပါးပိုင်ပိုင်ကိုယ်တော်တိုင်းရင်ကျေးတော်မူပြီးသည်ဖြစ်ပေလာလျင်ဓမ္မထာယသာဗျမနတ်လူသုံးပေါင်းတို့ကိုယ်တော်မယင်ရင်ကျေးပါစေခြင်းကြုံငါလည်းပဲဓမ္မန္တေတေတိသစ္စာလေးပါးမြတ်တရားကိုတဏှညာတာဟောကြားတော်မူခဲ့ပါပြီတန်တော်ဝါကိလေသာဟုအပုခတ်သိင်ကိုယ်တော်တိုင်းအငြိမ်တော်မူပြီးသည်ဖြစ်ပေသာလျင်သမထာယသာဗျမနတ်လူသုံးပေါင်းတို့ကိုယ်တော်မယင်ကိလေသာပူငြိမ်ပါစေခြင်းကြုံငါလည်းပဲဓမ္မန္တေတေတိသစ္စာလေးပါးမြတ်တရားကိုတဏှညာတာဟောကြားတော်မူခဲ့ပါပြီဒိဋ္ဌောဝါဩဃလေးကံကဲ့ရဲ့ကြံကိုတလန်ထုတ်ကြောက်ကိုတော်တိုင်းကုမြောက်တော်မူပြီးသည်ဖြစ်ပေသာလျင်တရဏာယသာဗျမနတ်လူသုံးပေါင်းတို့ကိုယ်တော်မယင်ကုမြောက်ပါစေခြင်းကြုံငါလည်းပဲဓမ္မန္တေတေတိသစ္စာလေးပါးမြတ်တရားကိုတဏှညာတာဟောကြားတော်မူခဲ့ပါပြီနေဗုဒ္ဓဝါကိလေသာပြိဋိဘံကိုယ်တော်တိုင်းဝင်ဆံတော်မူပြီးသည်ဖြစ်ပေလာလျင်နိဗ္ဗာနယသာဗျမနတ်လူသုံးပေါင်းတို့ကိုယ်တော်မယင်ကိလေသာပြိဋိဘံဝင်ဆံပါစေခြင်းကြုံငါလည်းပဲဓမ္မန္တေတေတိသစ္စာလေးပါးမြတ်တရားကိုတဏှညာတာဟောကြားတော်မူခဲ့ပါပြီလောကတရဏံကာမရူပအရူပဟုဘဝသုံးပါးအာထာကြီးညိုမိကိုရာစိဖြစ်တော်မူသောတံဗုဒ္ဓံသဗ္ဗညုဗုဒ္ဓအမိယာသည့်လောကတော်တင်တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနမေနမမကိုနှုံနှလုံးသုံးပါးပြောင်းပြော့မှန်ကိုလျော့၍ကရော့ရိုကျိုးရှိခိုးဥညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားအိုးစင်းတို့တတွေရဲ့ကိုးကွယ်ရာမြတ်စွာဘုရားသခင်ကိုတော်မြတ်သာဝတိပြည်ဇေတဝန်ကျောင်းမှာတရင်သုံးတော်မူစဉ်ကဖြစ်ပေါ်ခဲ့တဲ့တရားဒေသနာတော်တစ်ပုဒ်ဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းမှာတရင်သုံးတော်မူစဉ်မှာတဲ့တရားနာပြီးတဲ့ရင်နေ့စဉ်တရားပွဲရှိမြတ်စွာဘုရားရဲ့တရားဝဲကိုယဟန်တော်တွေလာရောက်ပြီးတော့နာကြားကြတယ်။တာဝတိမြို့သူမြို့သားတွေနေ့စဉ်လာရောက်ပြီးတော့နာကြားကြ။အဲ့ဒီလိုအနေထားကတနေ့မှာတော့တရားဓမ္မများမြတ်စွာဘုရားတရားဟောတဲ့ဥပဋ္ဌာဏသာလာလို့ခေါ်ရတဲ့စည်းဝေးဆောင်မှာယဟန်တော်များကမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးမလာသေးခင်တရားဓမ္မနာကြားဖို့ဆိုပြီးတော့ဒီဥပဋ္ဌာဏသာလာမှာစည်းရုံးနေကြတာနော်
မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးမလာသေးခင်တပါးနဲ့တပါးစကားစမီပြောကြတယ်တဲ့သူတို့ပြောကြတဲ့စကားကအာဟုသောဣမသမိန်လောကေကိဉ္တုခံအာဟုသောငါရှင်တော်ဣမသမိန်လောကေဒီလောကမှာဒုက္ခံဒုက္ခဆိုတာကကိဉ္ပါလေငါရှင်တို့တဲ့လောကမှာဒုက္ခဒုက္ခချမ်းသာဆိုပြီးတော့ပြောနေကြတယ်ဒုက္ခအစစ်ဆိုတာကဘာလဲဆိုပြီးတော့တပါးနဲ့တပါးပြောနေကြတာအဲ့လိုမေးကြတော့တချို့ယဟန်တွေကသူတို့ရဲ့ထင်မြင်ချက်ကိုပြောတယ်ဒီလောကမှာတဲ့ရေဇဒုက္ခတတိတံဒုက္ခနာမနတ္ထိတိုင်းပြည်အုပ်ချုပ်ပြီးတော့ဘယင်လုံးရတဲ့ချမ်းသာလောက်ချမ်းသာတာဘာမှမရှိဘူးတဲ့တချို့ကထင်မြင်ချက်ပေးကြတာနော်တိုင်းပြည်ကြီးတစ်ခုလုံးကိုစီမံအုပ်ချုပ်ပြီးတော့ကိုယ့်လက်ကိုယ့်ခြေအနေနဲ့နော်ဘယင်လုတ်ပြီးတော့နေရတဲ့ချမ်းသာလောက်ချမ်းသာတာမရှိဘူးတဲ့ဘယင်ဖြစ်ပြီးဆိုလို့ရှိရင်ရူပယုံလှလှခံစားခြင်းသလားခံစားလို့ရတတ္တယုံကောင်းကောင်းခံစားခြင်းသလားခံစားလို့ရတယ်ခန္ဓာယုံရတယုံဖောထဘာယုံလက်ညှိုးညွန်ရာရေဖြစ်ပြီးတော့လိုဓာတွေအကုန်ရပြီးတော့နေတော့ဘယင်ဖြစ်ရတဲ့ချမ်းသာလောက်ကောင်းတာကတော့ဘာမှမရှိဘူးဆိုပြီးတော့တို့တချို့ယဟန်တွေကတင်ပြကြတယ်တဲ့တချို့ယဟန်တွေကတော့ဒီလိုတင်ပြကြတယ်ဟာတဲ့ဘာပဲပြောပြောကာမဂုဏ်ချမ်းသာခံစားရတာကအကောင်းဆုံးကာမဂုဏ်ချမ်းသာမြန်ခံစားရမယ်ဆိုရင်သမင်းမေဟင်းမေပဲတဲ့ဒါကြောင့်မို့ကာမဂုဏ်ချမ်းသာခံစားရတာအကောင်းဆုံးပဲဆိုပြီးတော့တချို့ယဟန်တွေကပြောကြတချို့ယဟန်တွေကကြတော့တရားနာပိဋကရေအစားအသောက်မဲ့လို့လားမသိပါဘူးဘာညာတွေပြောမနေတဲ့ကိုစားခြင်းနဲ့အစားကောင်းကောင်းတလေးတံပေါက်စွမ်းစားရတာကအကောင်းဆုံးဆိုပြီးတော့ဒီလိုကိုထင်ရမြင်ရကိုတရားနာပိဋကရေလွတ်လပ်ပြောနေကြတာနော်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတရားဟောမလာသေးခင်ဓမ္မာယုံမှာစုဝေးပြီးတော့ယဟန်နေစကားပြောနေကြတာနော်ဒုက္ခချမ်းသာဆိုတာကဘာလဲဆိုပြီးတော့ဆွေးနွေးနေကြတာနော်အဲ့တော့အဲ့ဒီတရားနာပိဋကတွေထဲမှာအဲ့ဒီအဖွဲ့အစည်းထဲမှာနော်ဦးဇင်းတို့တရားဓမ္မမြန်ပါမယ်ဆိုလို့ရှိရင်တော့တရားဓမ္မတွေကချမ်းသာဆိုတာဘာကိုချမ်းသာလို့ခေါ်မလဲဘာကိုချမ်းသာဆိုပြီးတော့တင်ပြမလဲဆိုတာကိုယ့်ဘောက်ကိုစဉ်းစားပြီးတော့ကြည်စမ်းပေါ့နော်အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကအဲ့ဒီယဟန်နေဒုက္ခအကြောင်းဆွေးနွေးတိုင်ပင်ပြီးတော့နေကြတော့ရောက်ပြီးတော့လာတယ်တရားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလည်းပဲဓမ္မသဖြင့်ရောက်ပြီးတော့လာရောခေါနာကယဟန်တော်တွေဖျားမလာခင်တော့ကဒုက္ခဆိုတာကဘာလဲဒုက္ခဆိုတာဘာလဲဆိုပြီးတော့ကိုယ်ထင်ရမြင်ရတွေတပားနဲ့တပားပြောနေကြတဲ့စကားတွေအကုန်တိတ်လုံးဝငြိမ်သက်ပြီးတော့သွားအကြတမ်းမကြားရမတတ်ကိုငြိမ်စိတ်ပြီးတော့သွားကြအားလုံးသောယဟန်တော်တွေအားလုံးသောတရားဓမ္မတွေကမြတ်စွာဘုရားရှိတဲ့စီပဲလက်အုပ်လေးချီးပြီးတော့မြတ်စွာဘုရားဘာမှန်းပြောမလဲဆိုပြီးတော့နားလေးစွန့်ပြီးတော့ထောင်နေကြအဲ့ဒီအချိန်မှာမြတ်စွာဘုရားကရွှေနှုတ်တော်ကိုဟာပြီးတော့ကာယနောဒဘိကဝေဣတရဟိကထာယတဏိသိဏကာသပနာဝအန္တရာခထာဝိပကတာယဟန်တို့ငါဖျားမကြွလာခင်စัจ जा မှာငါယဟန်တို့ပြောပြီးတော့နေတဲ့စကားတွေကဘာစကားတွေလဲတဲ့ပြောရင်နဲ့စကားအတော်မတတ်သေးပဲနဲ့အစမတတ်သေးပဲနဲ့ငါဖျားကြွလာလို့ဆိုပြီးတော့မင်းတို့တဝက်တစ်ပြက်နဲ့ရန်နာပြီးတော့သွားတဲ့စကားကဘာတွေလဲဆိုပြီးတော့ဒီလိုမေးတာနော်အဲ့လိုမေးတော့မှယဟန်တော်တွေကလျောက်ထားတယ်မြတ်စွာဘုရားတဲ့တခြားမဟုတ်ပါဘူးမြတ်စွာဘုရားမလာခင်ဘုရားတပည့်တော်တို့ယဟန်နေတဲ့ဒုက္ခရှာပုံတော်လုပ်နေတာပါတဲ့ဘာရှာပုံတော်တဲ့တော့ဒုက္ခနဲ့ပြောနေကြတယ်ဘာကဒုက္ခလဲဆိုတော့
အဲ့ဒါရှားဘုံတော်လုံနေကြတာပါဆိုဒါဖြင့်ယဟန်တော်တွေကဘလို့များထင်ရမြင်ရပြောကြတော့ဆိုတော့အသီးသီးပြောကြတော့မြတ်စွာဘုရားကမိန့်ကြတော်မူတယ်ယဟန်တို့တဲ့ဘယ်နဲ့ကြောင့်အဲ့ဒီလိုပြောရတာတော့ခုမင်းတို့ပြောတဲ့ဒုက္ခဆိုတာတွေကအာလုံးဝတ်ဆင်းရဲတဲ့မှာရင်အကျုံးဝင်ပြီးတော့နေတယ်တဲ့တန်တရာဝထဲရဲ့နေပယ်အတွင်းမှာရင်ရောက်နေတယ်နေပယ်ကနေပြီးတော့ကြော်ထွက်နိုင်ရလားမကြော်ထွက်နိုင်တော့ဘူးဝဋ္ဌဒုက္ခလို့ခေါ်ရတဲ့ဝတ်ဆင်းရဲရဲ့နေပယ်အတွင်းထဲမှာရင်ဖြစ်ပြီးတော့နေတာတဲ့ဝတ်ဆင်းရဲကထွက်မြောက်စေနိုင်တဲ့ဒုက္ခဆိုတာကတော့တကယ်ကတော့၄မျိုးရှိတယ်တဲ့ဘယ်နှမျိုးရှိတာလဲတော့၄မျိုးမြတ်စွာဘုရားမိန့်ကြားတော်မူတဲ့ဒုက္ခ၄မျိုးဆိုတာကဘာတွေပါလဲနားထောင်ကြည့်ရအောင်နော်ဒုက္ခဗုဒ္ဓနာမောပ္ပါဒောဒုက္ခတတ္တမတေတနာဒုက္ခသံဃတာသမဂိသမဂာနန္တပောဒုက္ခဗုဒ္ဓနံဘုရားရှင်ကိုရောမြတ်ကြီးတို့ဤဥပ္ပါတော်ပွင့်ပေါ်တော်မူလာခြင်းသည်ဒုက္ခတတ္တဝါအပေါင်းချမ်းသာကြောင်းဖြစ်ပါပေတော့ဤတတ္တမတေတနာသူတော်ကောင်းတရားဟောပြောရခြင်းသည်ဒုက္ခတတ္တဝါအပေါင်းချမ်းသာကြောင်းဖြစ်ပါပေတော့ဤတန်ခါတတန်ခါတော်ရှင်သူမြတ်အပေါင်းဤတာမက်ကြီးညီညွတ်မှုသည်ဒုက္ခတတ္တဝါအပေါင်းချမ်းသာကြောင်းဖြစ်ပါပေတော့ဤသမဂာနညီညွတ်ကြကုန်သောပုဂ္ဂိုလ်တို့ဤတဘောညီညီညွတ်ညွတ်ဆောင်ရွက်လိုက်ရသောကျင့်စဉ်တစ်ခုသည်ဒုက္ခချမ်းသာခြင်းအကြောင်းဖြစ်ပါပေတော့ဤတိဤတို့လည်းယင်ဘေကဝါဘုံကြောင့်ပါသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်အဝေါစာကောင်းစွာမသွေမိန့်ကြားတော်မူလိုက်ပါပေတည်းမင်းတို့ပြောတဲ့ဒုက္ခဆိုတာကအာလုံးဝတ်ဆင်းရဲခြင်းမှာတင်အကျုံးဝင်ပြီးတော့နေတယ်ဒီထက်ကနေပြီးတော့ယုံမထွက်နိုင်ဘူးတဲ့တရားဓမ္မများစဉ်းစားပြီးတော့ကြည်လောကမှာဘလောက်ကြီးချမ်းသာဘယင်ဖြစ်တယ်ဆိုရင်လည်းပဲတန်တရာဝုကလွတ်နိုင်ရလားမလွတ်နိုင်ဘူးနော်အိုဆင်းရဲနာဆင်းရဲသေဆင်းရဲဒီထက်မှာတဲ့မဲ့တဝဲလေဖြစ်ပြီးတော့နေမှာကရွတ်ခွေပေါ်အဲ့တော့လမ်းလျှောက်ပြီးတော့နေသလိုပေါ့နော်အဲ့ဒီလိုဖြစ်ပြီးတော့နေမှာဒါကြောင့်မို့ဒီဒုက္ခတွေကဘယ်နည်းနဲ့မှမလွတ်နိုင်ဘူးဟောဒီပြင်ရခောနာကယဟန်နေပြောကြတဲ့ကာမစီစိန်ကိုခံစားရတာချမ်းသာတဲ့ဟောအစားကောင်းစားရတာချမ်းသာတဲ့ဘာပဲပြောဒီချမ်းသာတွေအားလုံးဟာဦးဇင်းတို့တရားဓမ္မများအဆုံးမှာဒုက္ခနဲ့မဆုံးရဘူးလားဆုံးရတယ်နော်ဘလောက်ကြီးချမ်းသာဒုက္ခနဲ့အဆုံးတတ်ရတယ်ဒါကြောင့်မို့မြတ်စွာဘုရားကပြောတယ်အဲ့ဒီချမ်းသာတွေအားလုံးဟာဝိဒုက္ခရဲ့အတွင်းထဲမှာတည်းပဲရှိပြီးတော့နေတယ်တဲ့ဝိဒုက္ခကနေပြီးတော့မထွဲမြောက်နိုင်ဘူးထွဲမြောက်နိုင်ရလားမထွဲမြောက်နိုင်ဘူးဘီရင်ဘလောက်ကြီးပဲဖြစ်တမတဘလောက်ကြီးပဲဖြစ်။ဝန်ကြီးချုပ်ဘလောက်ကြီးပဲဖြစ်အဲ့ဒီချမ်းသာတွေဟာဆိုလို့ရှိရင်အိုဆင်းရဲနာဆင်းရဲသေဆင်းရဲကနေပြီးတော့လွတ်အောင်လုပ်နိုင်ရလားမလုပ်နိုင်ဘူးတဲ့။အဲ့ဒီဝဆင်းရဲကနေပြီးတော့ထွက်မြောက်စေနိုင်တဲ့ချမ်းသာဒုက္ခဆိုတာကတော့တရားဓမ္မများမြတ်စွာဘုရားမိန့်ကြားလိုက်တာဘယ်နှမျိုးတဲ့တော့၄မျိုးတဲ့။အဲ့ဒီ၄မျိုးကနံပါတ်1ဒုက္ခဗုဒ္ဓနာမဟုတ်ပါတော့တဲ့လောကမှာဖျားပွင့်ပေါ်လာတာဟာတတ္တဝါအပေါင်းချမ်းသာကြောင်းနံပါတ်2သူတော်ကောင်းတရားဟောပြောရတာဟာတတ္တဝါအပေါင်းချမ်းသာကြောင်းနံပါတ်3အဖွဲ့အစည်းတစ်ခုကိုညီညွတ်ပြီးတော့နေတယ်ဆိုလို့ရှိရင်တတ္တဝါအပေါင်းချမ်းသာကြောင်းနံပါတ်4အဲ့ဒီညီညွတ်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်များတညီတညွတ်ဆောင်ရွက်လိုက်ရတဲ့လုပ်ငန်းတစ်ခုခုဟာတတ္တဝါအပေါင်းချမ်းသာကြောင်းတဲ့စုစုပေါင်းဘယ်နှမျိုးတဲ့တော့ဒုက္ခဗုဒ္ဓနာမုပ္ပါဒောဗုဒ္ဓနာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ဤဥပ္ပါတော်ပွင့်ပေါ်၍လာခြင်းသည်ဒုက္ခတတ္တဝါအပေါင်းချမ်းသာကြောင်းဖြစ်ပါပေတော့ဤတရားဓမ္မများ
လောကမှာမြတ်စွာဘုရားပွင့်ပေါ်လာတာဟာတတ္တဝါအပေါင်းချမ်းသာကြောင်းလောကမှာမြတ်စွာဘုရားပွင့်ပေါ်လာတယ်ဆိုတာတတ္တဝါတွေဆင်းရဲဖို့လားချမ်းသာဖို့လားချမ်းသာဖို့ဦးဇင်းတို့တရားဓမ္မများစဉ်းစားပြီးတော့ကြည်ပေါ့ကဘာတစ်ခုတစ်ခုမှာဆိုလို့ရှိရင်အများဆုံးဖယားကဘယ်နှစုပဲပွင့်နိုင်တာတော့5စုပဲအများဆုံးပွင့်နိုင်တာဖယားမပွင့်တဲ့အချိန်ခါကာလမှာဆိုလို့ရှိရင်တရားဓမ္မများဟောဒီတတ္တဝါတွေဟာပိစေကဗုဒ္ဓအရှင်သူမြတ်တွေကလွဲလို့နော်နိဗ္ဗာန်မျက်မှောက်ပြုနိုင်တဲ့ပုဂ္ဂိုလ်ရေလို့ရှိမလားမရှိဘူးဖြစ်ဆင်းရဲတွေအိုဆင်းရဲတွေနာဆင်းရဲတွေသိဆင်းရဲတွေအဲ့ဒီဆင်းရဲတွေကလွတ်မြောက်နိုင်တဲ့ပုဂ္ဂိုလ်တွေတရားမှမရှိဘူးတဲ့မြတ်စွာဘုရားပွင့်ပေါ်လာမှသာမြတ်စွာဘုရားရဲ့တရားဓမ္မကိုနာကြားရလို့ဆိုပြီးတော့ဟောအားလုံးသောတတ္တဝါတွေနော်ပါရမီရှိကြတဲ့တတ္တဝါတွေဟာဆိုလို့ရှိရင်ဖြစ်ဆင်းရဲအိုဆင်းရဲနာဆင်းရဲတွေသိဆင်းရဲတွေကနေပြီးတော့လွတ်မြောက်ကြရတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုကြရတယ်ဆိုတော့ဖယားမှမပွင့်ဘူးဆိုလို့ရှိရင်အဲ့ဒီဒုက္ခတွေကလွတ်နိုင်မှာမလားမလွတ်နိုင်ဘူးဒါကြောင့်မို့တရားဓမ္မများလောကမှာဖယားပွင့်ပေါ်လာတာဟာတတ္တဝါအပေါင်းချမ်းသာကြောင်းတို့ဒီလိုမှတ်သားရမယ်နော်နောက်တစ်ခုအပြင်ဦးဇင်းတို့တရားဓမ္မများစဉ်းစားပြီးတော့ကြည့်မိမိတို့တတွေကုသိုလ်ဆိုတာရဲ့အကုသိုလ်ဆိုတာရဲ့ခွဲခြားပြီးတော့သိပြီးတော့နေရတာဖယားပွင့်လို့လာပဲနော်မြတ်စွာဘုရားသာမပွင့်ဘူးဆိုလို့ရှိရင်တရားဓမ္မများကုသိုလ်အကုသိုလ်ဆိုတာကခွဲခြားပြီးတော့သိနိုင်မှာမလားမသိနိုင်ဘူးမသိနိုင်တော့ဘာတွေဖြစ်ကုန်တော့ဆိုရင်ကုသိုလ်ဆိုတာကိုလည်းပဲမလုပ်ဖြစ်တော့ဘူးအကုသိုလ်ဆိုတာကိုလည်းပဲမရှောင်ရှားဖြစ်တော့ဘူးကုသိုလ်မလုပ်ဖြစ်တဲ့ခါကျတော့ကုသိုလ်လုပ်ခြင်းကြောင့်ရနိုင်တဲ့လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတွေကလွဲချော်ပြီးတော့မသွားနိုင်ဘူးလားသွားနိုင်တယ်ဟောအကုသိုလ်မသိတဲ့ခါကျတော့အကုသိုလ်ကိုလုပ်မိတယ်တချို့လုပ်ငန်းတွေကိုအကုသိုလ်မှမသိတော့မှားယွင်းပြီးတော့လုပ်မိတယ်ဆိုလို့ရှိရင်အကြီးအကျယ်ဒုက္ခတွေမရောက်ရဘူးလားရောက်ရတယ်မြတ်စွာဘုရားကနေပြီးတော့ဒါကကုသိုလ်လို့ခေါ်တယ်ဒါကအကုသိုလ်လို့ခေါ်တယ်ဆိုပြီးတော့ဒီလိုခွဲခြားပြီးတော့ဟောကြားလိုက်တော့အားလုံးသောဝိနည်းတရားတွေကုသိုလ်အကုသိုလ်ခွဲခြားပြီးတော့သိကြတယ်အပြစ်ရှိတဲ့တရားအပြစ်မရှိတဲ့တရားဆိုတာခွဲခြားပြီးတော့သိကြတယ်အဖြူတရားမဲတရားဆိုတာခွဲခြားပြီးတော့သိပြီးတော့မလှုပ်တဲ့မလှုပ်ထိုက်တာတွေကိုရှောင်ရှားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ကြတယ်မလှုပ်တဲ့မလှုပ်ထိုက်တဲ့အကုသိုလ်တွေရှောင်ရှားလိုက်တဲ့ခါကျတော့ဒုက္ခတွေကလွတ်သွားတယ်လှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုလှုပ်ကြတော့ဟောချမ်းသာဒုက္ခတွေမရကြဘူးလားရကြတယ်ဒါကြောင့်မို့တရားဓမ္မများလောကမှာမြတ်စွာဘုရားရှင်ပွင့်ပေါ်လာတာဟာအလုံးသောတရားတွေချမ်းသာဖို့လားဆင်းရဲဖို့လားချမ်းသာဖို့ဆိုပြီးတော့ဒီလိုသိကြရမယ်ဟောနောက်တစ်ခုဦးဇင်းတို့တရားဓမ္မများစဉ်းစားကြည့်တကယ်လို့သာမြတ်စွာဘုရားပွင့်ပေါ်ပြီးတော့မလာဘူးဆိုလို့ရှိရင်ဟောဒီလူတွေကဟောဒီတတ္တဝါတွေကတခါတရံတို့ကလက်တွေ့မှာယုံမှာမျက်တွေ့မှာယုံမှာဆိုပြီးတော့ဒီလိုဇွတ်ပေပြီးတော့ညင်းတတ်တယ်နော်ဖယားသာမပွင့်ဘူးဆိုလို့ရှိရင်တရားဓမ္မများ30ပုံရှိတယ်ဆိုတာသိနိုင်မှာမလားမသိနိုင်ဘူးတို့ကမျက်စိအောက်မြင်တာပဲသိနေလက်ခံမယ်ဆိုပြီးတခါတော့လူရှိတယ်ဟောတရိษံရှိတယ်ဒီလောက်ဖယ်ပဲလက်ခံပြီးတော့နေကြမှာကုသိုလ်ကောင်းမှုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့စံမြတ်ရာသွားရောက်ရာဖြစ်ပြီးတော့နေတယ်ကောင်းရာဒုက္ကတိတွေဆိုတာရှိတယ်မကောင်းမှုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေသွားရောက်ရာဖြစ်ပြီးတော့နေတယ်မကောင်းတဲ့ဘဝဘုံဌာနတွေဆိုတာရှိတယ်ကုသိုလ်အကုသိုလ်အကျိုးဆိုတာရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောလို့သာသိကြရတယ်မြတ်စွာဘုရားသာမဟောဘူးဆိုရင်ငရဲဆိုတာရှိတယ်လည်းပဲသိနိုင်မှာမလားမသိနိုင်တော့ဘူးနတ်ပြည်ရှိတယ်ဆိုတာလည်းပဲသိနိုင်မှာမလားမသိနိုင်ဘူးအားလုံးသောတရားတွေဟာဆိုလို့ရှိရင်ဟာမိခင်ဝမ်းတွင်တွေကနေပြီးတော့ကျွတ်တာကနေစပြီးတော့6ပေတွင်မှာတင်ဒီမှာတင်ဆုံးညတာဆိုပြီးတော့ဒီလိုလက်ခံကြတော့မယ်
အဲ့လိုဆိုလို့ချင်းမဖြစ်တဲ့မဖြစ်တိုက်တာတွေဖြစ်ပြီးတော့ဒုက္ခတွေရောက်ကြမှာတဲ့မြတ်စွာဘုရားဟောကြားလို့သာကုသိုလ်အကုသိုလ်ဆိုတာကခွဲခြားပြီးတော့သိရတယ်အဲ့တော့ကောင်းတဲ့ဘုံဌာနတွေရှိတယ်မကောင်းတဲ့ဘုံဌာနတွေရှိတယ်ကောင်းတဲ့ပုဂ္ဂိုလ်တွေရောက်ရဘဝဘုံဌာနတွေရှိတယ်မကောင်းတဲ့ဘဝပုဂ္ဂိုလ်တွေရောက်ရဘုံဌာနတွေဆိုတာရှိတယ်ဆိုပြီးတော့ခွဲခြားပြီးတော့သိရတာဟာမြတ်စွာဘုရားပွင့်လာလို့တဲ့ဘာဖြစ်လို့လဲတော့မြတ်စွာဘုရားကိုတရားဓမ္မများဖယ်ပြီးတော့ကြည်လိုက်မယ်ဆိုလို့ရှိရင်ခေါင်းနာပြောတဲ့ကုသိုလ်အကုသိုလ်တွေလည်းပဲမသိတော့ဘူး30ပုံဆိုတာလည်းပဲမသိနိုင်တော့ဘူးတဲ့အားလုံးသောပုဂ္ဂိုလ်တွေဟာမလုတ်တင်မလုတ်ထိုက်တာတွေလုံးမိပြီးတော့ဒုက္ခတွေရောက်ကြလိမ့်မယ်တဲ့နော်အဲ့တော့မြတ်စွာဘုရားပွင့်ပေါ်လာတာဟာတတ္တဝါတွေချမ်းသာဖို့နော်ဒီနေရာမှာဦးဇင်းပြောတဲ့စကားလုံးလေးကိုတေးသေးချာချာနားထောင်ကြည့်စမ်းဗုဒ္ဓနံဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ဤဥပ္ပါတော်ပွင့်ပေါ်၍လာခြင်းသည်သူခေါ်တတ္တဝါအပေါင်းချမ်းသာကြောင်းဖြစ်ပါပေတော့ဤလောကမှာဘုရားပွင့်တယ်ဆိုတာကတတ္တဝါတွေချမ်းသာကြောင်းနော်လောကမှာမြတ်စွာဘုရားပွင့်လာပြီဆိုရင်တတ္တဝါတွေချမ်းသာပြီလို့ဒီလိုဆိုလိုတာမဟုတ်ဘူးနော်လောကမှာမြတ်စွာဘုရားပွင့်ပေါ်လာတာဟာတတ္တဝါတွေချမ်းသာခြင်းရဲ့အကြောင်းပဲလို့ဒီလိုဆိုလိုတာနော်ချမ်းသာခြင်းရဲ့အကြောင်းဆိုလို့ရှိရင်တရားဓမ္မများအဲ့ဒီချမ်းသာခြင်းရဲ့အကြောင်းကိုအရာအမိယူကြမှာချမ်းသာမှာဟုတ်လားချမ်းသာခြင်းရဲ့အကြောင်းရှိနေပါရဲ့သားနဲ့အဲ့ဒီအကြောင်းကိုအရာအမိမယူဘူးဆိုလို့ရှိရင်ချမ်းသာနိုင်မှာမလားမချမ်းသာနိုင်ဘူးဟာလောကမှာမြတ်စွာဘုရားကတော့ပွင့်တော့ပွင့်ပါရဲ့သို့တော်လည်းပဲမြတ်စွာဘုရားပွင့်တာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနားမထောင်ကြဘူးနော်မြတ်စွာဘုရားပွင့်တာကိုအကြောင်းပြုပြီးတော့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေမလုပ်ကြဘူးအဲ့ဒီလိုဆိုလို့ရှိရင်ဘုရားပွင့်တာနဲ့သူနဲ့ဘာဆိုင်နေတော့မဆိုင်တော့ဘူးချမ်းသာရနိုင်ပါဦးမလားမရနိုင်ဘူးချမ်းသာခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီချမ်းသာခြင်းရဲ့အကြောင်းကိုတော့ဦးဇင်းတို့တရားဓမ္မများအရာအမိယူကြဖို့လိုအပ်တယ်ဒါမှချမ်းသာမှာဒီလိုဆိုချင်တာနော်တရားဓမ္မများဥပမာတစ်ခုဆိုကြပါစို့မိမိတို့ရဲ့ရှေ့မှာစားကောင်းတောက်ဖွယ်တွေပြည့်စုံပြီးတော့နေတယ်ထမင်းပွဲကြီးပြင်ထားထမင်းပွဲကြီးရှေ့မှာရှိနေပါရဲ့တန်းနဲ့မစားဘဲနဲ့မြန်နေမယ်ဆိုလို့ရှိရင်ဝါပါမလားမဝဘူးနော်စားမှပဲဝမှပဲဒီတိုင်းပဲလောကမှာမြတ်စွာဘုရားပွင့်ပေါ်လာတယ်ဆိုတာကတတ္တဝါတွေချမ်းသာဖို့ဆိုပြီးတော့ပွင့်လာတာချမ်းသာခြင်းရဲ့အကြောင်းအနေနဲ့ပွင့်လာတာအဲ့ဒီချမ်းသာခြင်းရဲ့အကြောင်းကိုအရာအမိမယူကြဘူးဖယားပွင့်ပြီးတော့နေပေမဲ့ဘာတိဘာလာနဲ့ကြိုးပေးပြီးတော့ပဲနေကြတယ်ဖယားအဆုံးအမကိုမလိုက်နာကြဘူးဆိုရင်တော့တရားဓမ္မများချမ်းသာဆိုတာရနိုင်ပါတော့မလားမရနိုင်တော့ဘူးဒါကြောင့်မို့ဖယားပွင့်တာကိုအကြောင်းပြုပြီးတော့မိမိတို့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်အဲ့ချမ်းသာခြင်းရဲ့အကြောင်းကိုတော့အရာအမိယူကြဖို့လိုအပ်တယ်ဆိုပြီးတော့ဒီလိုဦးဇင်းတို့ကပြောကြားခြင်းနဲ့နော်နောက်တစ်ခုဒီလိုလေးပြောခြင်းသေးတယ်လောကမှာမြတ်စွာဘုရားပွင့်ပေါ်လာတာဟာတတ္တဝါအပေါင်းချမ်းသာကြောင်းဆိုပြီးတော့ဒီလိုဆိုရဟာတချို့ပုဂ္ဂိုလ်များကြတော့မြတ်စွာဘုရားပွင့်လို့ဒုက္ခရောက်ကြပါတယ်ဒုက္ခရောက်ကြတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိတယ်ဥပမာဆိုကြပါစို့ရှင်ဒေဝဒတ်တို့ဆိုလို့ရှိရင်မြတ်စွာဘုရားပြစ်မှားပြီးတဲ့ခါကျတော့အဝီစီငယ်ကြီးမခံရဘူးလားအမျိုးသမီးတွေကဆိုလို့ရှိရင်အမိုက်တကအခေါင်ဆုံးစိန်စမာနာတို့နော်မြတ်စွာဘုရားကိုပြစ်မှားပြီးတော့ငရဲကြီးတွေရောက်ကြရတယ်ဟောမြတ်စွာဘုရားလက်ထက်တုန်းကဒိဋ္ဌိတွေမြတ်စွာဘုရားကိုစန့်ကျင်ပြီးတော့အပယ်ငရဲတွေရောက်ကြရတယ်မရောက်ကြဘူးလားရောက်ကြတယ်အဲ့ဒါဖြစ်ရင်အဲ့ဒီပုံကိုယ်တွေဒုက္ခရောက်တာဟာမြတ်စွာဘုရားကြောင့်လားဆိုရင်တော့မြတ်စွာဘုရားကြောင့်မဟုတ်ဘူးလို့ဒီလိုပဲပြောရမှာပဲနော်ဘာဘူးလို့တုံးဆိုရင်သူတို့ရဲ့ပင်ကိုဓာတ်ခံမကောင်းလို့သာသူတို့ဆင်းရဲဒုက္ခရောက်ကြရတယ်ဥပမာဆိုကြပါစို့ခေါနာကဥပမာပါပဲရှေ့မှာစားကောင်းတောက်ဖွယ်တွေများစွာပြင်ထားတယ်ဒါတွေစားတဲ့ပုဂ္ဂိုလ်ဟာဝါမှာပဲ
သို့တော်လည်းပဲတရားဓမ္မများကိုယ့်ရဲ့ယောဂာနဲ့မှမတည့်ဘူးဆိုလို့ချင်းအဲ့ဒီစားကောင်းတောက်ဖွယ်တွေစားမယ်ဆိုရင်ချမ်းသာသေးလားမချမ်းသာတော့ဘူးအစားအသောက်မှားပြီးတခါတော့စားရတဲ့ပုဂ္ဂိုလ်ဒုက္ခရောက်မှာပဲသွေးတို့ယောဂရှိတယ်အငံနဲ့မတည့်ဘူးစားရတယ်ဘာဖြစ်သေးတုံဆိုပြီးတော့ဒုက္ခရောက်မှာပဲနော်ဒီပြင်နှလုံးယောဂဘာယောဂရှိတယ်ကိုယ်နဲ့မတည့်တဲ့အစားအသောက်ကိုစားရတယ်ဒုက္ခတွေ့မှာပဲအဲ့တော့တရားဓမ္မများစဉ်းစားပြီးတော့ကြည်စမ်းအဲ့ဒီအစာကြောင့်အဲ့ဒီပုဂ္ဂိုလ်ဒုက္ခရောက်တာလားဒါမှမဟုတ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ပင်ကိုယ်ဓာတ်ခံယောဂကြောင့်သူတို့ဒုက္ခရောက်တာလားလို့ဒီလိုမေးမယ်ဆိုရင်ဘယ်လိုပြောမလဲသူတို့ရဲ့ပင်ကိုယ်ယောဂဓာတ်ခံကြောင့်ဒုက္ခရောက်တာအစာအသောက်ရဲ့အပြစ်မဟုတ်ဘူးနော်အစာအသောက်ကတော့တရားဓမ္မများသိကြတဲ့အတိုင်းအားလုံးသောပုဂ္ဂိုလ်တွေအတွက်ချမ်းသာပေးဖို့ပဲနော်အဲ့တော့ပင်ကိုယ်ဓာတ်ခံကမကောင်းဘူးယောဂဓာတ်ခံတွေကရှိပြီးတော့နေတဲ့ခါကျတော့အဲ့ဒီပုဂ္ဂိုလ်တွေစားပြီးမယ်လည်းပဲဒုက္ခရောက်ကြတယ်အဲ့တော့ဒီအတိုင်းပါပဲလောကမှာမြတ်စွာဘုရားပွင့်ပြီးတော့လာတာကတော့အားလုံးသောတရားတွေကိုချမ်းသာပေးဖို့ပဲချမ်းသာဖို့ပဲပွင့်လာတာပဲသို့တော်လည်းပဲဘုရားပွင့်မဲ့ပင်ကိုယ်ဓာတ်ခံကအတ္တသမ္မာပဏိတိမရှိယောနိသောမနတိကာရမရှိကြတဲ့ခေါနာကပြောခဲ့တဲ့ဒေဝရတ်တို့လိုပုဂ္ဂိုလ်မျိုးတွေစိန်စမာနတို့လိုပုဂ္ဂိုလ်မျိုးတွေကြတော့ဒုက္ခရောက်ကြတယ်အဲ့ဒါဖယားအကြောင်းဒုက္ခရောက်တာမဟုတ်ဘူးသူတို့ရဲ့ပင်ကိုယ်ဓာတ်ခံမကောင်းလို့ဒုက္ခရောက်တာဆိုပြီးတော့တရားဓမ္မများသိကြရမယ်နော်ကဲရှိသေးတော့တရားဓမ္မများလောကမှာမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးပွင့်ပေါ်လာတာတတ္တဝါတွေချမ်းသာဖို့ပွင့်လာတာဟုတ်လားချမ်းသာခြင်းရဲ့အကြောင်းအနေနဲ့ပွင့်လာတာဖယားပွင့်ယုံနဲ့ကတော့တို့တွေမချမ်းသာသေးဘူးအဲ့ဒီချမ်းသာခြင်းရဲ့အကြောင်းကိုအရာအမိယူကြမှတို့တွေချမ်းသာမှာဆိုပြီးတော့ဒီလိုနားလဲပြီးတော့မြတ်စွာဘုရားပွင့်တာကိုအကြောင်းပြုပြီးတော့တို့တွေမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုတတ်နိုင်သမျှလိုက်နာကြရမယ်ဟုတ်တယ်မလားဒါကအကုသိုလ်ဒါကကုသိုလ်ဆိုပြီးတော့ခွဲခြားပြီးတော့သိတယ်ခွဲခြားပြီးတော့ဟောကြားထားတယ်မြတ်စွာဘုရားကအကုသိုလ်ရှောင်ဖို့ဆိုပြီးတော့ဒီလိုမိန့်ကြားထားတယ်တတ်နိုင်သမျှရှောင်ရမယ်ကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုပြီးတော့မိန့်ကြားထားတယ်တတ်နိုင်သမျှလုပ်ရမယ်ဒါမှဦးဇင်းတို့တရားဓမ္မများမြတ်စွာဘုရားတွေ့တာနဲ့တွေ့ရကြိုးနှက်မယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့မူယူတောက်စားပြီးတော့ကာမဂုဏ်ချမ်းသာတွေခံစားပြီးတော့သာတဘွားတာကုန်သွားမယ်ဆိုလို့ရှိရင်တော့သူ့အတွက်ကောင်းကျိုးဆိုတာရအောင်မလားမရဘူးထမင်းပွဲကြီးရှေ့ကချပြီးတော့မစားတဲ့ပုံကိုနဲ့အတူတူဖြစ်သွားမှာပဲနော်နောက်တစ်ခုသွားရအောင်ဒုက္ခတတ္တမတေတနာတတ္တမတေတနာသူတော်ကောင်းတရားဟောပြောရခြင်းသည်ဒုက္ခတတ္တဝါအပေါင်းချမ်းသာကြောင်းဖြစ်ပါပေတော့ဤသူတော်ကောင်းတရားဟောပြောရခြင်းသည်တတ္တဝါအပေါင်းချမ်းသာကြောင်းဒီနေရာမှာလည်းပဲတရားဓမ္မများခေါနာကဥပမာလိုပါပဲသူတော်ကောင်းတရားတွေဘလောက်ကြီးပဲဟောနေဟောအဲ့ဒီသူတော်ကောင်းတရားကိုရှောင်ရှားပြီးတော့နေကြမယ်ဆိုလို့ချင်းချမ်းသာနိုင်မှာမလားမချမ်းသာနိုင်ဘူးတရားပွဲကြီးတွေဘလောက်ကြီးကျင်းပါနော်တရားပွဲတွေကိုရှောင်ရှားပြီးတော့နေကြတယ်အဲ့လိုဆိုရင်ချမ်းသာမလို့ခြင်းလို့ရှောင်ရှားနေတာ ਨੇ အတူတူပဲနော်ဟောတရားပွဲကြီးတွေဘလောက်ကြီးကျင်းပါတရားပွဲမှာဘလောက်ကြီးလာပြီးတော့နာပြီးတခါတော့ပြီးပျောက်နဲ့တရားနာတဲ့နေရာမှာတင်တရားတွေကိုပြစ်ချပြီးတော့ထားခဲ့မယ်ဆိုလို့ရှိရင်လည်းချမ်းသာပါမလားမချမ်းသာဘူးတရားနာတယ်ဆိုတဲ့နေရာမှာတရားဓမ္မများမြတ်စွာဘုရားပြောထားတာတွေကအစင်နော်နာကြားရမယ်နာကြားပြီးတော့မှတ်သားရမယ်မှတ်သားပြီးတော့ဆောင်းထားရမယ်ဆောင်းထားပြီးတဲ့ခါကျတော့ဘဝမှာလက်တွေ့ကျင့်ကြံကြရမယ်တဲ့အဲ့ဒါကမှတရားနာခြင်းရဲ့အနှစ်သာရဆိုတာရရှိမှာနော်ခေါနာကပြောတဲ့အတိုင်းတရားပွဲကိုလည်းပဲရှောင်ပြီးတော့နေတယ်လာပြီးတဲ့ခါတော့တရားတော့နာပါရဲ့ဒီနာကြတဲ့တရားကနားတဲ့ကပဲရှံထွက်ပြီးတော့နေတယ်မှတ်သားပါရဲ့တရားပွဲတွေမှာရင်ပြစ်ချပြီးတော့ထားခဲ့တယ်ဘဝမှာလက်တွေ့အသုံးမချဘူးဆိုလို့ရှင်တော့ဟောတရားနာခြင်းကြောင့်ရရှိနိုင်တဲ့ချမ်းသာဒုက္ခမျိုးတရားဓမ္မများရနိုင်မှာမလား
မရနိုင်ဘူးဆိုတာဒီလိုသိရနောက်တစ်ခုတရားဓမ္မများတေးသေးချာချာနားထောင်ကြည့်စမ်းတတ္တမတေသနာသူတော်ကောင်းတရားဟောပြောရခြင်းသည်တဲ့ဘာတရားတဲ့တော့သူတော်ကောင်းတရားတရားဆိုတဲ့နေရာမှာလည်းပဲနော်ဟိုနာတရားဒီနာတရားဆိုတော့နော်တရားပွဲတွေကလည်းပဲအများကြီးရှိတာနိုင်ငံရေးတရားပွဲတွေလည်းပဲရှိတယ်ဟိုတရားပွဲဒီတရားပွဲတွေလည်းပဲရှိတာပဲအဲ့ဒီတရားတွေကသူတော်ကောင်းတရားဖြစ်မှလည်းပဲချမ်းသာမှာတဲ့ချမ်းသာခြင်းရဲ့အကြောင်းဖြစ်မှာနော်သူတော်ကောင်းတရားမှမဟုတ်ဘူးဆိုလို့ရှိရင်တရားဓမ္မများချမ်းသာနိုင်ပါဦးမလားမချမ်းသာနိုင်တော့ဘူးတချို့တရားတွေကတရားဓမ္မများအလွဲအချော်တွေကိုညွန်ပြပြီးတော့နေတဲ့တရားတွေဆိုတာရှိတယ်လေဆိုကြပါစို့ထင်ရှားတာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဇတ်တော်ကြီး10ပွဲထဲမှာပါတဲ့နာရဒဇတ်တစ်ဇတ်ရှိတယ်အဲ့ဒီလုံးလည်းပဲလုံးရမရောက်ဘူးတဲ့ဥပမာအပြင်ပြောမယ်ဆိုရင်လူတယောက်ကိုတတ်တယ်ဆိုလို့ရင်တတ်ရမရောက်ဘူးတဲ့လူတယောက်ကိုတတ်ရင်လည်းပဲပါတယ်နော်တတ်ရမရောက်ဘူးတဲ့လူတယောက်ကိုဓာတ်နဲ့ထိုးမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိပြီးတော့နေတဲ့ဓာတ်ကြီးလေးပါးဂျားတဲ့ကိုဓာတ်ကတိုးသွားတာသာဖြစ်တယ်တဲ့တတ်မှုမမြောက်ဘူးတဲ့သူပြောပုံကနော်ဥပမာအပြင်ပြောမယ်ဆိုလို့ရှိရင်သဲအိတ်ပဲအိတ်တွေထဲမှာဓာတ်ထိုးပြီးတော့ထည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဓာတ်ကသဲကြပဲကြတဲ့ကိုဝင်သွားသလိုပါပဲတဲ့လူတယောက်ဓာတ်နဲ့ထိုးအောင်ခုတ်အောင်တော့အဲ့ဒီဓာတ်ဟာဆိုလို့ရှိရင်အဲ့ဒီလူရဲ့တဏ္ဍာမှာရှိပြီးတော့နေတဲ့ဓာတ်ကြီးလေးပါးဂျာတိုးသွားတာသာဖြစ်ပါတယ်တဲ့သူများအသက်သက်ရမရောက်ပါဘူးတဲ့အာကုသို့မဖြစ်ပါဘူးဒီလိုပြောတယ်နော်အာကုသို့မဖြစ်ပါဘူးဒီလိုပြောကုသိုလ်ကောင်းမှုတွေလုပ်လည်းပဲဗါတယ်တော့လုပ်ရမရဘူးအာကုသို့မကောင်းမှုတွေလုပ်လည်းပဲဗါတယ်တော့လုပ်ရမရဘူးလောကကြီးဟာဆိုလို့ရှိရင်တဲ့လူမိုက်တွေကလည်းပဲဘဝတန်တရားကနေပြီးတော့မြန်းမြန်းစင်ကြယ်အောင်ဆိုပြီးတော့လှုပ်လို့မရဘူးနော်အဲ့တော့ပညာရှိတွေကလည်းပဲဘဝတန်တရားကနေစင်ကြယ်အောင်ဆိုပြီးတော့မြန်းမြန်းအဲ့ဒါလှုပ်လို့မရဘူးအားလုံးသောတရားဝါတွေဟာဆိုလို့ရှိရင်အချိန်တန်ပြီဆိုရင်သူ့ဘောက်သူကျွတ်ကြတာကြီးပဲဥပမာအပြင်ပြောမယ်ဆိုလို့ရှိရင်အချီလုံးတစ်ခုလှုပ်ပြီးတော့ချလိုက်မယ်ဆိုလို့ရှိရင်ခြီရှိသလောက်ကတော့ဒီအချီလုံးကလဲအိမ်သွားမှာပဲခြီကုန်နာနဲ့တပြိုင်နက်ရပ်ပြီးတဲ့နော်လောကမှာရှိသမျှသရဝါတွေဟာဆိုရင်လူမိုက်ပဲဖြစ်ပညာလူမိုက်ပဲဖြစ်ပညာရှိပဲဖြစ်တဲ့အချိန်တန်ပြီဆိုရင်အားလုံးကျွတ်ကြမှာကြီးပဲတဲ့လူတွေရဲ့တတ္တဝါတွေရဲ့ဘဝတန်တရားဆိုတာကချင်းနှောင်းထဲမှာထည့်ပြီးတော့ထားတယ်လို့အတိအကျပမာဏဘဝပေါင်းဘယ်လောက်ရှိရမယ်ဆိုတာတတ်တတ်မှတ်မှရှိတယ်ဆိုပြီးတော့ဒီလိုဟောတာတဲ့ခေါနာကဘုရင်ကြီးကမေးလိုက်တာကတော့အကောင်းမယ်နော်သို့တော်လည်းပဲဟောလိုက်တဲ့တရားကတရားနာပြည်သက်ရေကောင်းသေးလားမကောင်းတော့ဘူးဒီမှာပြောတဲ့အတိုင်းဆိုလို့ရှိရင်သူတော်ကောင်းတရားမဟုတ်ဘူးနော်သူတော်ကောင်းတရားမဟုတ်ဘူးဖြစ်ပြီးတော့နေတယ်အဲ့ဒီတရားနာလိုက်တော့တရားဓမ္မများငကိုတော့ကပင်ကိုစိတ်ဓာတ်ကောင်းပြီးတော့နေတဲ့ဒီအင်္ဂတိမင်းကြီးလေဘလို့ဖြစ်သွားတာအယူတွေမားကောအရှင်ဘုရားနဲ့တွေ့ရတာနောက်ကြလိုက်တာတဲ့ဒီရင်တော့ကဆိုလို့ရှိရင်နေ့စဉ်တဲ့နော်မြို့ထဲမှာအလှတင်းကုတ်ကြီး6ခုလောက်စောက်ပြီးတော့နေ့စဉ်လှူပြီးတော့နေတဲ့အလှတွေကုန်သွားတဲ့ပစ္စည်းဥစ္စာတွေနှက်မျောလိုက်တာဥပုပ်နေတိုင်းနဲ့ဥပုပ်ဆောင်ခဲ့ရတဲ့အချိန်တွေနှက်မျောလိုက်တာတော်ပြီဒီအရှိလှူလည်းပဲမလှူတော့ဘူးဥပုပ်လည်းပဲမဆောင်တော့ဘူးဆိုပြီးတော့ဒုက္ခတွေကိုရောက်ကုန်နော်အဲ့တော့တရားဓမ္မများပြောကျင်တာကတော့တရားဓမ္မနာကြတယ်ဆိုတဲ့နေရာမှာလည်းပဲဘာတရားဖြစ်ဖို့လိုအပ်သေးတော့သူတော်ကောင်းတရားဖြစ်ဖို့လိုအပ်သေးတယ်။ဘာတရားဖြစ်ဖို့လိုအပ်သေးတော့မဟုတ်တဲ့နေရာမှာအကုသိုလ်ကိုအားပေးတဲ့တရားမျိုးဆိုလို့ရှိရင်ယခုပြောတဲ့အတိုင်းမှားမသွားနိုင်ဘူးလား။မှားသွားနိုင်တယ်
ကိုကချမ်းသာလိုချင်လို့ဆိုတရားသွားနာပါတယ်တရားနာတဲ့ခါကျမှပို့ပြီးတော့ဒုက္ခတွေတွေ့ရောဆိုပြီးတော့ဒါမျိုးဖြစ်သွားမှာနော်ဒါကြောင့်မို့ဦးဇင်းတို့တေကာရမများမြတ်စွာဘုရားကဟောကြားတာကသူတော်ကောင်းတရားဟောပြောရခြင်းသည်တတ္တဝါအပေါင်းချမ်းသာကြောင်းတရားဓမ္မဟောပြောရခြင်းသည်တတ္တဝါအပေါင်းချမ်းသာကြောင်းဆိုပြီးတော့တာမင်ညပြောတာဟုတ်ကဲ့လားမဟုတ်ဘူးတတ္တမဆိုတာတန်တဓမ္မအေးချမ်းစေတတ်တဲ့တရားနော်တရားဓမ္မကိုနာကြားရလိုက်ရတဲ့အတွက်မိမိတို့ရဲ့တဏ္ဍာမှာရှိပြီးတော့နေတဲ့အပူတရားတွေကိလေသာအပူတရားတွေငြိမ်းချမ်းစေနိုင်တယ်ကုသိုလ်တရားတွေတိုးပွားပြီးတော့အကုသိုလ်တရားတွေဆုတ်ယုတ်သွားစေနိုင်တယ်ဆိုရင်အဲ့ဒီတရားဟာတရားဓမ္မများသူတော်ကောင်းတရားပဲနော်တရားဓမ္မတစ်ခုကိုနာကြားလိုက်ရတဲ့အတွက်လောဘတွေဒေါသတွေသိပ်ပြီးတော့ပို့ပြီးတော့တိုးပြီးတော့လာမယ်ကုသိုလ်တရားတွေစုပ်ယုပ်ပြီးတော့သွားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီတရားဟာမမှန်ကန်တဲ့တရားပဲဆိုပြီးတော့တရားဓမ္မများသိကြဖို့လိုအပ်တယ်အဲ့တော့ကနံပါတ်1မြတ်စွာဘုရားဟောကြားတာကသူတော်ကောင်းတရားဟောပြောရခြင်းသည်တတ္တဝါအပေါင်းချမ်းသာကြောင်းမြတ်စွာဘုရားရဲ့တရားဓမ္မနာကြားရလို့သာအားလုံးသောတတ္တဝါတွေဟာအကျွတ်တရားရကြတယ်မြတ်စွာဘုရားကပွင့်တော့လာပါရဲ့မြတ်စွာဘုရားတရားဓမ္မမဟောကြားဘူးဆိုလို့ရှိရင်တတ္တဝါတွေချမ်းသာနိုင်မအောင်မလားမချမ်းသာနိုင်ဘူးမြတ်စွာဘုရားဖြစ်ပြီးကစားတော့ကဘုရားဖြစ်ပြီးလို့8 ခုမြောက်တတ္တာဟလောက်မှာဘုရားဖြစ်ပြီးလို့2 လလောက်အကြာမှာပေါ့တတ္တဝါတွေကိုတရားဓမ္မဟောကြားရရင်ကောင်းမှာပဲဟောကြားအောင်မှာဒီလိုစဉ်းစားဆင်ခြင်လိုက်တဲ့ခါကျတော့တတ္တဝါတွေကိုကြည်လိုက်တော့ဟောဒီတတ္တဝါတွေကကိလေသာတွေထူပြောပြီးတော့နေတဲ့ကာမဂုဏ်ဝဲခရဲ့ကြီးထဲမှာမျောပြီးတော့နေကြမြတ်စွာဘုရားကစဉ်းစားတယ်ငါသိပြီးတော့ထားတဲ့တရားဓမ္မတွေကအလွန်တရာခက်ခဲတာနဲ့နေတာတဲ့အထူးသဖြင့်ပဋိစ္စသမုပ္ပါတရားရဲ့နိဗ္ဗာန်တရားရဲ့ဘယ်နှမျိုးတော့2မျိုးသိပြီးတော့နဲ့နေတာဒီလောက်ခက်ခဲတဲ့တရားနဲ့နေတဲ့တရားတွေဟောဒီတတ္တဝါတွေဟောနားလည်နိုင်မှလည်းပဲမဟုတ်ပါဘူးဟောဒီတတ္တဝါတွေကအာလယာရာမှာကာမဂုဏ်တွေပဲသိပြီးတော့ပျော်နေကြအာလယရတ္တာကာမဂုဏ်တရားမှာပဲပျော်ကြအာလယတမ္မုဒိတာကာမဂုဏ်တရားတွေထဲမှာလည်းမြူးပြီးတော့နေကြတာတဲ့ဒီလောက်ရာဂတရားတွေဒေါသတရားတွေမောဟတရားတွေနဲ့ပိတ်ဆို့ပြီးတော့နေကြတယ်ဟောဒီတတ္တဝါတွေဒီလောက်ကောင်းတဲ့တရားဓမ္မဟောလည်းပဲသိမှမဟုတ်တော့ပါဘူးခက်ခဲနေနေတဲ့တရားဓမ္မဟောကြားလည်းပဲသိမှမဟုတ်တော့ပါဘူးငါဘုရားအေးလူပဲတရားဓမ္မမဟောကြားတော့ပဲနဲ့ဝိမု ക്തി ဒုက္ခလို့ခေါ်ရတဲ့ငါရရှိတဲ့တရားဓမ္မကိုပဲချမ်းသာကိုပဲခံစားပြီးတော့နေတော့မယ်ဆိုပြီးတော့ဒီလိုစဉ်းစားဆင်ခြင်တော်မူမိတယ်အဲ့လိုစဉ်းစားဆင်ခြင်တော်မူတော့ဓမ္မစကြာအမျိုးသမီးများသိပါတယ်နော်မြတ်စွာဘုရားကိုတရားဓမ္မဟောကြားဖို့ဆိုပြီးတော့လာပြီးတော့တောင်းပန်တဲ့ဗျမ္မာကြီးလေဘယ်သူပါလဲတဟံပတိဗျမ္မာကြီးပြောကြည့်ပါဘယ်သူလဲတော့တဟံပတိဗျမ္မာကြီးကမြတ်စွာဘုရားရဲ့အကြံစီကိုသိတော့နော်ညီးတယ်တဲ့နတ္တိဝတ္တဘောလောကောဝိနတ္တိဝတ္တဘောလောကောလောကကြီးတော့ပြတ်ပါပြီတဲ့ဘယ်နဲ့လေးသင်ခြင်းနဲ့ကဘာတသိန်းတရားဓမ္မဟောကြားမလို့ဆိုပြီးတော့ပါရမီဖြည့်ပြီးတော့မှဘုရားဖြစ်လာတဲ့မြတ်စွာဘုရားကယခုတရားမဟောတော်ဘူးဆိုပြီးတခါတော့စိတ်ဓာတ်တော်ညွတ်တော်မူတယ်လောကကြီးတော့ပြတ်ပါပြီဆိုပြီးတခါတော့နော်တောက်လျှောက်စัจ java လာ1000မှာရှိနေတဲ့ဗျမ္မာတွေဘာတွေခြံရံပြီးတော့မြတ်စွာဘုရားစီလာပြီးတော့တရားဓမ္မဟောကြားဖို့ဆိုပြီးတော့လာတောင်းပန်သူပြောလိုက်တဲ့စကားတွေထဲမှာစကားလေးတစ်ခုပြောခြင်းလို့ပါသူပြောလိုက်တဲ့စကားတွေကစကားလေးတစ်ခုကအတ္တဝနတာဓမ္မတပရိဟာယန္တိဗန္ဒီဘဂဝါဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားလောကေလောကမှာတတ္တတတ္တဝါတို့သည်အတ္တဝနတာအတ္တဝနတာယဓမ္မတာတရားတော်ကိုအတ္တဝနတာအတ္တဝနတာယမကြားနာရခြင်းကြောင့်
ဓမ္မတတရားတော်မှပရိဟာယန္တိစုပ်ယုပ်၍နေကြပါကုန်တယ်မြတ်စွာဘုရားမြတ်စွာဘုရားတဲ့လောကတချို့တရားဝါတွေဟာတရားဓမ္မကိုနာကြားခွင့်မရလို့ဓမ္မအသိဉာဏ်တွေကစုပ်ယုပ်ပြီးတော့နေကြရပါတယ်ဘုရားတချို့ပုဂ္ဂိုလ်တွေပင်ကိုဉာဏ်လေးတွေကောင်းပါရဲ့တန်းနဲ့တရားဓမ္မကိုမနာကြားရတော့ဓမ္မအသိဉာဏ်ကကင်းကွာပြီးတော့မိုက်ရိုင်းလေးတွေဖြစ်နေတတ်တာတွေမရှိဘူးလားရှိတယ်တချို့ပုဂ္ဂိုလ်လေးတွေပင်ကိုစိတ်ဓာတ်လေးတွေကကောင်းကြဆရာသမားရဲ့အဆုံးအမကကင်းကွာပြီးတော့နေတဲ့ခါကျတော့အဲ့ဒီကလေးလေးတွေကလူမိုက်လေးတွေဖြစ်ပြီးတော့နေကြတကယ်လို့မြန်အဆုံးအမမြန်ရမယ်ဆိုရင်လူတော်လေးတွေဖြစ်လာနိုင်စရာရှိတယ်ဒီမှာလည်းပဲတူတူပဲမြတ်စွာဘုရားရဲ့တရားဓမ္မကိုနာကြားခွင့်မရတဲ့အတွက်တဲ့တချို့ပုဂ္ဂိုလ်တွေဟာစုပ်ယုပ်ပြီးတော့နေကြရပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားတရားဓမ္မဟောကြားတော်မူပါလောကမှာပညာမျက်စိရှိကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲရှိပါတယ်ဖေဟာမြတ်စွာဘုရားတရားဓမ္မဟောကြားမယ်ဆိုလို့ရှိရင်နားလည်နိုင်မဲ့ပုဂ္ဂိုလ်တွေရှိနိုင်ပါတယ်ဆိုပြီးတော့မြတ်စွာဘုရားထံလာပြီးတော့လျှောက်ထားတယ်နော်သူပြောတဲ့စကားအတဝနတာဓမ္မတပရိဟာယန္တိတရားဓမ္မကိုမနာကြားရတဲ့အတွက်တရားတွေဟာတရားအသိဉာဏ်ကနေပြီးတော့စုပ်ယုပ်ပြီးတော့နေကြရတယ်တဲ့ဒါကြောင့်မို့တရားဓမ္မများတရားအသိဉာဏ်ရဖို့ဆိုတာတရားဓမ္မနာကြားဖို့မလိုအပ်ဘူးလားလိုအပ်တယ်တရားဓမ္မမှာမနာကြားရဘူးဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့သာသနာတော်မှာဉာဏ်အကောင်းဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာတို့တောင်မှတရားတူတရားမြတ်ကိုမရနိုင်ဘူးတဲ့လောကမှာသူများဟောကြားတဲ့တရားဓမ္မကိုမနာကြားရဘဲနဲ့တရားတူတရားမြတ်ရနိုင်တာဆိုလို့ရှိရင်နှစ်မျိုးပဲရှိတယ်နှစ်ယောက်ပဲရှိတယ်ဖယားရဲ့ပိစေကဗုဒ္ဓရဲ့ဘယ်နှစုပဲရှိတာလို့နှစ်စုပဲရှိတယ်နှစ်မျိုးပဲရှိတယ်ဖယားဆိုတာကလည်းပဲသူများစီကနေပြီးတော့တရားဓမ္မကိုနာကြားပြီးတော့မှသိရတာမဟုတ်ဘူးကိုယ်တိုင်ထိုးထွင်းပြီးတော့သိတာပိစေကဗုဒ္ဓရှင်သူမြတ်တွေလည်းပဲသူတစ်ပါးတွေဟောကြားတဲ့တရားဓမ္မကိုနာကြားပြီးမှသစ္စာလေးပါးကိုသိတာမဟုတ်ဘူးသူတို့ကိုယ်တိုင်သိတာဖယားရဲ့ပိစေကဗုဒ္ဓရဲ့ကလွဲလို့ဉာဏ်အကောင်းဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာတို့လိုပုဂ္ဂိုလ်မျိုးတောင်မှတရားဓမ္မများတရားဓမ္မကိုမနာကြားပဲနဲ့ဆိုရင်ဓမ္မသိဉာဏ်ရနိုင်မလားမရနိုင်ဘူးရှင်သာရိပုတ္တရာဆိုဉာဏ်ဘလောက်ကောင်းတုံးဆိုလို့ရှိရင်ရှင်သာရိပုတ္တရာကမြတ်စွာဘုရား9ဝါမြောက်တာဝတိန်သာနတ်ပြည်ကနေပြီးတော့အဘိဓမ္မာတရားဟောဆင်းလာသင်္ကတ္တနဂုပြည်ဆင်းလာတော့မြတ်စွာဘုရားကအဲ့ဒီများစွာသောလူပင်လေကြီးပေါ့မြတ်စွာဘုရားတာဝတိန်သာနတ်ပြည်ကနေဆင်းလာတာကိုကြိုဆိုကြမယ်လူပင်လေကြီးရှိတယ်အဲ့ဒီလူပင်လေကြီးမှာမြတ်စွာဘုရားကမေးခွန်းပု္ပ္ပာပြဿနာတွေမေးတယ်ပထမပိုင်းပု္ပ္ပာအဆင့်နေလေးမေးတယ်မူလာတန်းအဆင့်လောက်ပုထုဇဉ်ပုဂ္ဂိုလ်တွေလည်းပဲဖြေနိုင်တဲ့မေခွန်းတခါမြတ်စွာဘုရားကပု္ပ္ပာကိုအဆင့်မြင့်လိုက်တယ်ပုထုဇဉ်နဲ့မမေးနိုင်ဘူးသောတာပန်ပုဂ္ဂိုလ်တွေဖြေနိုင်တဲ့မေခွန်းပေါ့နော်တခါပု္ပ္ပာအဆင့်မြင့်လိုက်တယ်ပုထုဇဉ်နဲ့သောတာပန်တွေမဖြေနိုင်ဘူးတဂရဂံမှဖြေနိုင်မဲ့မေခွန်းမျိုးမြင့်တဲ့အနာဂံမှဖြေနိုင်တဲ့မေခွန်းမျိုးတခါဆက်ပြီးတော့မြင့်တဲ့ယဟန္တာတွေမှဖြေနိုင်တဲ့မေခွန်းမျိုးပေါ့နော်အဲ့လိုမြင့်ပြီးတော့မေးလိုက်တာနောက်ဆုံးကြတဲ့ခါကျတော့နော်ပိစေကဗုဒ္ဓမှာဖြေနိုင်တဲ့မေခွန်းမျိုးပေါ့နော်ဘုရားရှင်မှဖြေနိုင်တဲ့မေခွန်းမျိုးဒါမျိုးတွေမေးလိုက်တာအဲ့တော့အဲ့ဒီမှာတရားနာပိဋကကြီးအရှင်သာရိပုတ္တရာကဉာဏ်အကောင်းဆုံးဆိုတော့သူကအများဆုံးဖြေနိုင်တယ်နောက်ဆုံးမေခွန်းကြတော့ဘုရားရှင်နေမှသာဖြေနိုင်တဲ့မေခွန်းကြတော့ရှင်သာရိပုတ္တရာကမဖြေနိုင်တော့ဘူးဘလို့မြန်းဖြေရမလဲဆိုပြီးတော့ဇဝေဇဝါဖြေပြီးတော့နေတာပေါ့နော်အဲ့ဒီချိန်မှာမြတ်စွာဘုရားကနီးပေးတယ်နီးပြီးတော့မှဖြေနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာမြတ်စွာဘုရားကိုရှောက်တဲ့စကားလေးပြောခြင်းလို့ပါသူ့ရဲ့ဉာဏ်ဘလောက်ကောင်းလို့ဆိုလို့ရှိရင်ဟောဒီကဘာမြေပြင်ကြီးတစ်ခုလုံးမိုးတွေရွာတဲ့မိုးတွေရွာပြီဆိုလို့ရှိရင်အဲ့ဒီမိုးရေပေါက်တွေကိုရှင်သာရိပုတ္တရာကရေတွက်ပြနိုင်တယ်တဲ့မိုးရေပေါက်ဘလောက်ကပင်လယ်ထဲကျတယ်မိုးရေပေါက်ဘလောက်ကတောင်ပေါ်မှာကျတယ်ဘလောက်ကမြေပြင်ပေါ်မှာကျတယ်ဘလောက်က
ညစ်ချောင်းအင်းအိုင်ထဲမှာကြတယ်ဆိုပြီးတော့ရေတွက်ပြီးတော့ပြနိုင်တယ်တဲ့လွယ်ပါမလားမလွယ်ဘူးနော်ဦးဇင်းတို့တွေဆိုရင်ခေါင်းကိုခြောက်သွားမှာပဲနော်ရှင်သာရိပုတ္တရာကနောက်မှာဆက်ပြောတယ်ဂင်္ဂါယဝါလုကာခိယေတဲ့ဂင်္ဂါမြေထက်မှာရှိပြီးတော့နေတဲ့သဲပွင့်လေးတွေကိုဘလောက်ရှိတယ်ဆိုတာတိတိကျကျရေတွက်ပြီးတော့ပြနိုင်တယ်ဥဒကံခိယေမဟာနဝေတဲ့ပင်လေသမုဒ္ဒရာထဲမှာရှိပြီးတော့နေတဲ့ရေပေါက်တွေဘလောက်ရှိတယ်ဆိုတာအတိအကျရေတွက်ပြနိုင်တယ်ဂင်္ဂါယဝါလုကာခိယေဥဒကံခိယေမဟာနဝေမဟိယမတ္တိကာခိယေတဲ့ဟောဒီမြေပြင်ပေါ်မှာရှိပြီးတော့နေတဲ့မြေမှုန်လေးတွေကိုလည်းပဲရေတွက်ပြနိုင်တယ်နတွေဝမမဗုဒ္ဓိယာတဲ့အဲ့ဒီလိုရေတွက်လိုက်ရတဲ့အတွက်တပည့်တော်ရဲ့ဉာဏ်နေတုံးသွားတယ်ကုံသွားတယ်ဆိုတာမရှိသေးပါဘူးတဲ့ဆိုကြပါစို့တရားဓမ္မများဦးဇင်းတို့တွေစာမေးပွဲဖြေဖူးကြမေကိုမြန်ခတ်ပြီဆိုလို့ရှိရင်အမလေးခက်လွန်းလို့ဆိုပြီးတော့ခေါင်းကိုလိုက်ရတာခေါင်းကိုထူးပူနေတာပဲဆိုပြီးမဖြစ်ဘူးလားဖြစ်တယ်ရှင်သာရိပုတ္တရာကြတော့တဲ့ဘလောက်တောင်ဉာဏ်ကောင်းတော့ဆိုလို့ရှိရင်တစုံတယောက်တော့ပုဂ္ဂိုလ်ကနေပြီးတော့မေကွန်းပု္ပ္ပာလာပြီးတော့မေးတယ်တပုတ်ဖြေပြီးဟောသဲလေးတစ်ပွင့်ကောက်ပြီးတော့ဘေးပုံချလိုက်နောက်တစ်ပုတ်ဖြေပြီးသဲလေးတစ်ပွင့်အဲ့တော့ကောက်ပြီးတော့နောက်ပုံချလိုက်အဲ့ဒီလိုနဲ့မြေကြီးထဲမှာရှိပြီးတော့နေတဲ့မြေမှုန်လေးတွေသာကုံရင်ကုံသွားမယ်သူ့ဉာဏ်မတုံသေးဘူးတဲ့ဒီလောက်ဉာဏ်ကောင်းတာနော်အဲ့ဒီလိုဉာဏ်ကောင်းတဲ့ရှင်သာရိပုတ္တရာတရားဓမ္မမနာကြားပဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့နော်တရားဓမ္မကိုထိုးထွင်းသိလို့ရလားမရဘူးတဲ့ရှင်အတ္တဇိမထေဟောကြားတဲ့တရားဓမ္မကိုနာကြားရလို့သာသူတရားသူတရားမြတ်ကိုရရှိတယ်ဒါကြောင့်မို့တရားဓမ္မများသူတော်ကောင်းတရားဟောပြောရတာဟာတတ္တဝါတွေဒုက္ခပေးဖို့လားချမ်းသာပေးဖို့လားချမ်းသာပေးဖို့သို့တော်လည်းပဲအဲ့ဒီချမ်းသာပေးတာကိုချမ်းသာကိုရအောင်မယူဘူးဆိုလို့ရှိရင်တော့ရမလားမရဘူးထမင်းပွဲကြီးရှိကချပြီးတော့ထားတယ်မစားဘဲနဲ့နေမဆိုရင်ဝမလားမဝဘူးဒါကြောင့်မို့တရားဓမ္မများတရားဓမ္မများဟောကြားမယ်ဆိုလို့ရှိရင်နာကြားဖို့လည်းပဲလိုအပ်တယ်မှတ်သားဖို့လည်းလိုအပ်တယ်စောင့်ထားဖို့လည်းလိုအပ်တယ်စောင့်ထားရုံနဲ့မကဘူးအဲ့ဒီတရားဓမ္မတွေမိမိတို့ရဲ့ဘဝမှာလက်တွေ့အသုံးချဖို့လည်းပဲလိုအပ်တယ်အဲ့ဒီတရားကလည်းပဲသူတော်ကောင်းတရားဖြစ်ဖို့လိုအပ်တယ်ဆိုပြီးတော့မှတ်သားကြဖို့လိုတယ်နော်နောက်နံပါတ်3သွားရအောင်ဒုက္ခသံဃတတာမေကိသံဃတာဖွဲ့စည်းတဲ့ကိုယ်ကိုဤတာမေကိညီညွတ်သည်အဖြစ်သည်ဒုက္ခတတ္တဝါအပေါင်းချမ်းသာကြောင်းဖြစ်ပါပေတော့ဤအဖွဲ့စည်းတစ်ခုကိုတဲ့ဘာအဖွဲ့စည်းပဲဖြစ်ဖြစ်ညီညွတ်နေရင်ချမ်းသာတယ်တဲ့ညီညွတ်နေပြီဆိုလို့ရှိရင်ချမ်းသာခြင်းရဲ့အကြောင်းပဲတရားဓမ္မများညီညွတ်မှုမရှိဘူးဆိုလို့ရှိရင်ချမ်းသာပါမလားမချမ်းသာဘူးနောက်ဆုံးတရားဓမ္မများနီးနီးဆဆနားလျောင်ပြောရမယ်ဆိုလို့ရှိရင်အိမ်တော်စုတစ်ခုပဲဆိုကြပါအောင်ဆိုနှစ်ယောက်ပေါင်းပြီးတော့နေတဲ့အိမ်တော်စုတစ်ခုတယောက်နဲ့တယောက်အပေးအယူမမျှမတဖြစ်ပြီးတော့နော်မညီမညွတ်ဖြစ်ပြီးတော့နေတဲ့သူတခွန်းကိုတခွန်းဖြစ်ပြီးတော့နေတယ်ဆိုရင်ချမ်းသာသေးလားမချမ်းသာတော့ဘူးအမျိုးသားကအမျိုးသမီးစကားနားမထောင်အမျိုးသမီးကအမျိုးသားစကားနားမထောင်ငါမြင့်ငါဆိုင်စကားရောက်နေခြင်းသလိုနေမယ်ဆိုပြီးတော့နော်အဲ့ဒီလိုပုံစံမျိုးနဲ့တယောက်နဲ့တယောက်ယံဖြစ်ပြီးတော့နေကြမယ်ဆိုရင်တရားဓမ္မများမချမ်းသာဘူးနော်ပထမပိုင်းစိတ်ဆင်းရဲရတယ်ပထမပိုင်းဘာဖြစ်ရတော့စိတ်ဆင်းရဲရတော့တယောက်နဲ့တယောက်မတည့်ကြဘူးဆိုရင်ညတိုင်းအိဋ္ဌာတောင်းမှတရားဓမ္မများချမ်းချမ်းသာသာအိတ်လို့ရမလားတန်တရားကြီးနဲ့ငါအိတ်နေတော့ဘာများလှုပ်သွားလိမ့်မလဲဆိုပြီးတော့နော်အဲ့ဒီလိုကြောက်ရွံ့ပြီးတော့နေကြရမှာမချမ်းသာဘူးဆင်းရဲဒုက္ခရောက်ကြရတယ်နော်ဒါကြောင့်မို့ဦးဇင်းတို့တရားဓမ္မများဘာပဲပြောအနှိမ်ဆုံးပြောတာနော်အိမ်တော်စုတစ်ခုတောင်မှတယောက်နဲ့တယောက်မညီညွတ်ကြဘူးအမျိုးသားကတစ်မျိုးအမျိုးသမီးကတစ်မျိုးမိဘတွေကတစ်မျိုးသားသမီးတွေကတစ်မျိုးအဖိုးအဖွားတွေကတစ်မျိုးမြေးတွေမြစ်တွေကတစ်မျိုးတယောက်တစ်ပေါင်းနဲ့မညီမညွတ်နေခြင်းသလိုနေကြတယ်ဆိုရင်မချမ်းသာဘူးတဲ့ဆင်းရဲကြမှာတဲ့ဟုတ်တယ်မလားအဲ့တော့ရွာတွေလည်းပဲထို့တူရွာတွေဆိုလို့ရှိရင်ညီညွတ်နေချမ်းသာတာပဲအေးလူစီးပွားရေးတွေလုံနိုင်တယ်နော်
အဲ့တော့အယောင်ဝယ်သမားတွေကလည်းပဲကိုယ်လုပ်ငန်းဖြောင်းဖြောင်းတန်းတန်းလုပ်နိုင်တယ်စိုက်ပျိုးရေးသမားတွေကလည်းပဲကိုယ်လုပ်ငန်းဖြောင်းဖြောင်းတန်းတန်းလုပ်နိုင်တယ်ဒီပြင်ဘာလုပ်ငန်းညာလုပ်ငန်းကိုယ်လုပ်ငန်းဖြောင်းဖြောင်းတန်းတန်းလုပ်နိုင်တယ်မညီမညွတ်ဖြစ်ပြီးတော့နေကြပြီရက်တွေရွာတွေမညီမညွတ်ဖြစ်ပြီးတော့နေကြပြီမြို့တွေရွာတွေမညီမညွတ်ဖြစ်ပြီးတော့နေကြပြီဆိုလို့ရှိရင်ဟောတရားဓမ္မများသွားပြီဆိုရင်တော့မှဘာဖြစ်နေတော့စိုးတထိတ်ထိတ်နဲ့ဖြစ်ပြီးတော့နေပြီချမ်းသာသေးလားမချမ်းသာတော့ဘူးစိုက်ရေးပြိုးရေးချမ်းချမ်းသာသာမလုံနိုင်ဘူးရောင်းရေးဝယ်ရေးချမ်းချမ်းသာသာမလုံနိုင်ဘူးသွားရေးလာရေးနောက်ကျောလုံမသွားနိုင်ဘူးမစင်ရဲဘူးလားစင်ရဲတယ်ပေါ့နော်ဦးဇင်းတို့မြတ်စွာဘုရား10 ဝါမြောက်တုန်းကကောသံပြည်မှာဝါဆိုတယ်ဝါဆိုတော့အဲ့ဒီကောသံပြည်မှာယဟန်2 ပါးရှိတယ်ယဟန်2 ပါးကလည်းပဲတစ်ပါးမှာအချမ်းအယံတစ်ပည့်900စီလောက်ရှိတယ်တူတူပဲပြောကြပါစို့အဲ့ဒီယဟန်2 ပါးမတည့်ကြဘူးမတည့်တာကလည်းပဲပြဿနာကအကြီးကျယ်မဟုတ်ဘူးတရားဓမ္မများဝီနီးဆောင်ယဟန်တဲ့တပါးကအဘိဓမ္မာဆောင်ယဟန်တဲ့နော်အဘိဓမ္မာဆောင်ယဟန်ကရေအိမ်တက်တာတန်တက်ရေခွက်ထက်မှာရေချမ်းထားတော့အဲ့ဒါဝီနီးထုံးစံအရအဲ့ဒီလိုခြံထားပိုင်ခွင့်မရှိဘူးခြံထားမယ်ဆိုလို့ရှိရင်အပြစ်အာဘတ်တင်နောက်မှရေအိမ်ဝင်တဲ့ယဟန်တော်ကဝီနီးဆောင်ယဟန်တော်ကဝီနီးတက်တော့သူကဒီရေခြံထားတာကိုတွေ့တော့ထွက်ပြီးတော့မေးတယ်ဒီရေခွက်ထဲရေဘယ်သူခြံထားတာတုံးဆိုဟိုးအဘိဓမ္မာဆောင်ကိုတော်ကလည်းပြောပါတယ်တပည့်တော်ခြံထားတာပါဖေ။ဒီလိုရေခြံထားတယ်ဆိုလို့ရှိရင်အပြစ်အာဘတ်တင်တယ်ဆိုတာမသိဘူးလားမသိပါဘူးဗျာမသိလို့ခြံမိတာပါတကယ်လို့အပြစ်အာဘတ်တင်တယ်ဆိုရင်တပည့်တော်ကုစားပါမယ်ဒီလိုပြောတာအဲ့ဒီကိစ္စကတရားဓမ္မများအဲ့ဒီနာရင်ပြီးသွားဖို့နော်ဟိုကိုတော်ကလည်းပြောတယ်မသိလို့ခြံထားတာဆိုလို့ချင်းပြစ်ဆိုစရာမရှိတော့ဘူးပေါ့ဆိုပြီးတော့ဒီလိုပြောပြီးတော့ပြီးသွားဖို့ပဲသို့တော့မပြီးဘူးအဲ့ဒီဝီနီးဆောင်ကိုတော်ကသူ့ရဲ့တပည့်တွေကိုဝီနီးချတော့လေဟိုအဘိဓမ္မာဆောင်ကိုတော်ကွာဆရာကြီးလုပ်ပြီးတော့နေတာနော်တန်တဲ့ရေခွက်ထက်မှာရေချမ်းထားတယ်ဆိုရင်ပြစ်အာဘတ်တင်တယ်ဆိုတာဒါလေးတောင်မသိဘူးဆိုပြီးတော့နော်ခေစကားပြောရမယ်ဆိုရင်တရားဓမ္မများအားချောင်းတာပေါ့နော်အဲ့ဒါမျိုးပြောတင်သလားမပြောသင့်ဘူးပေါ့နော်အဲ့လိုပြောလိုက်တဲ့ကရောဟိုတပည့်တွေကဟိုအဘိဓမ္မာဆောင်ကိုတော်ဘက်ကနေပြီးတော့တပည့်တွေနဲ့ချင်းချင်းတွေ့တော့မင်းတို့ဘုန်းကြီးကဒါလေးတောင်မှမသိဘူးဆိုပြီးတော့ဒီလိုပြောကြဟိုဘက်ကကိုတော်တွေကလည်းပဲသူတို့ဘုန်းကြီးပြောတဲ့ခိုက်တော့မခံနိုင်တော့ဘူးနော်သူတို့ဘုန်းကြီးကိုသွားပြီးတော့တိုင်တဲ့ခါကျတော့သူတို့ဘုန်းကြီးကအပါပြောတော့ဆိုတော့ဒီကိုတော်ခေါနာကငကိုတော့ကအပြစ်တင်တယ်ဆိုရင်ငါကုစားပါမယ်ဆိုတော့ကတော့မသိလို့ဖြစ်တာအပြစ်မရှိဘူးဆိုပြီးတော့ပြောတယ်ခုကြတော့အပြစ်ရှိတယ်ဆိုပြီးတော့ပြောပြန်တယ်ဒီကိုတော့လူညာကြီးပဲဆိုပြီးတော့တစိတ်ကပ်လိုက်ပြန်ရောလူညာကြီးဆိုတော့အချင်းချင်းတပည့်တွေချင်းချင်းပြောတော့မင်းတို့ဘုန်းကြီးကလူညာကြီးပဲဆိုပြီးတော့ပြောကြတာအဲ့ဒါကနေစပြီးတော့မတည့်တာတရားဓမ္မများအဲ့ဒီအကွဲပြဲဇလန်းကနော်သူ့ဘက်ကိုယ်ဘက်ယဟန်နေဖြစ်ကုန်ကြတယ်ဩဝါဒခံယူကြတဲ့ဘိက္ခုနီမတွေသူ့ဘက်ကိုယ်ဘက်သူ့ဘက်ကမှန်တယ်ကိုယ်ဘက်ကမှန်တယ်ဆိုပြီးတော့ဖြစ်ကုန်ကြတယ်ဘုန်းကြီးကိုယ်ွယ်ကြတဲ့တရားဓမ္မတွေကလည်းသူ့ဘက်ကမှန်တယ်ကိုယ့်ဘက်ကမှန်တယ်ဆိုပြီးတော့ဖြစ်ကုန်ကြတယ်အားလုံးကုသိုလ်ရကြသေးလားမရကြတော့ဘူးဖြစ်ကုန်တာပေါ့ချမ်းသာသေးလားမချမ်းသာတော့ဘူးတရားဓမ္မများမြတ်စွာဘုရားကဆိုလို့ချင်းအဲ့ဒီရံပွဲသွားပြီးတော့ဖြန့်ဖြေဖို့လှုပ်သေးတယ်မြတ်စွာဘုရားစကားတောင်းမှနားမထောင်ကြတော့ဘူးဒါနဲ့မြတ်စွာဘုရားကဒီလိုမညီမညွတ်ဖြစ်ပြီးတော့နေတဲ့နေရတော့ငါဘုရားမနေကျင်တော့ဘူးဆိုပြီးတော့ဘယ်သူမှမပြောတော့ဘူးရှင်အာနန္ဒာတောင်းမပြောတော့ပဲနဲ့နော်တပါးတဲ့တော်တဲ့ကြွသွားတယ်ပါဠိလေယကတော်တဲ့နော်ဒီလိုစုညံပွဲပြီးတော့မညီမညွတ်နေတာနဲ့စားမယ်ဆိုရင်ကိုယ်တယောက်တည်းနေရတာအေးသေးတယ်ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီတဝါတွင်လုံးတပါးတဲ့တရင်သုံးရတယ်အဲ့တော့ဆိုကျင်တာကတရားဓမ္မများမြတ်စွာဘုရားကယဟန်ချင်းချင်းများမညီညွတ်ဘူးဆိုလို့ရှိရင်တဲ့လူတရားဓမ္မတွေမကြည်ညိုသေးတဲ့တရားဓမ္မတွေလည်းပဲမကြည်ညိုကြတော့ဘူးတဲ့ကြည်ညိုပြီးသားတရားဓမ္မတွေလည်းပဲစိတ်ဓာတ်တွေပြက်ပြားပြီးတခါတော့ဟောအကြည်ညိုပြက်ကုန်ကြတယ်တဲ့ကုသိုလ်တရားတွေရကြသေးလားမ
မရကြတော့ဘူးအာလုံးဒုက္ခရောက်ကြရတယ်တယောက်နဲ့တယောက်ဆဲကြဆိုကြကျင်းကြမောင်းကြဆွဲလာရန်လာဖြစ်ကြဆိုတော့ကြိုးလို့ကြားလို့မကောင်းဘူးနော်အဲ့တော့တရားဓမ္မများချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ညီညွတ်ဖို့လိုအပ်ပါတယ်ဘာဖြစ်ဖို့လိုအပ်တော့ညီညွတ်ဖို့လိုအပ်တယ်ညီညွတ်ဖို့လိုအပ်တယ်ဆိုတဲ့နေရာမှာညီညွတ်အောင်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုမြတ်စွာဘုရားကခေါနာကပြောတယ်ကောတံပိပိကထွက်ခွာသွားတနေရာမှာယဟန်တော်၃ပါးသတင်းသုံးတဲ့နေရာရောက်တယ်အဲ့ဒီယဟန်တော်၃ပါးကရှင်အနုရုဒ္ဓတဲ့အရှင်နန္ဒီယတဲ့အရှင်ကိမိလာတဲ့ဘယ်နှပါတော့၃ပါးအဲ့ဒီယဟန်တော်၃ပါးသတင်းသုံးတဲ့စီရောက်သွားတော့အဲ့ဒီယဟန်တော်၃ပါးကမြတ်စွာဘုရားကိုခီးဥကြိုဆုံးမှုပြုပြီးတော့ဝေယဝိဆတွေပြုစုကြအဲ့တော့မြတ်စွာဘုရားကမိန့်တော်မူတယ်ဘယ်နဲ့လဲအနုရုဒ္ဓတို့တဲ့မင်းတို့ကျမ်းကျမ်းမာချမ်းချမ်းသာသာရှိကြပါရဲ့လားရှိပါတယ်ဘုရားတဲ့ဘယ်နဲ့လဲမင်းတို့ညီညီညွတ်ညွတ်များနေကြပါရဲ့လားနေကြပါတယ်ဘုရားတဲ့တမက်ကတပည့်တော်တို့ညီညွတ်ကြတယ်တန်မောဒမာနာတယောက်နဲ့တယောက်နေရတာကိုပျော်ပြီးတော့နေကြတာဒီ၃ပါးနဲ့အတူတူနေရတာပျော်စရာကောင်းလိုက်တာဆိုပြီးတော့ပျော်ကြတယ်တမက်ကတန်မောဒမာနာအဝိဝရမာနာတယောက်တစ်ပေါက်နဲ့ညင်းခုန်ပြီးတော့မနေကြဘူးအဲ့တော့ခီရောတကီဗုဒ္ဓတဲ့တပည့်တော်တို့၃ပါးဟာဆိုလို့ရှိရင်နို့နဲ့ရေရောထားသလိုပါပဲတဲ့တရားဓမ္မများနို့နဲ့ရေရောထားတယ်ဆိုရင်ဒါကနို့ဒါကရေဆိုခွဲလို့ရသေးလားမရဘူးဟောနို့ရေနဲ့စီကြတော့တရားဓမ္မများရောလို့ရလားမရဘူးဘလောက်ကြီးရောစီတခြားရေတခြားဖြစ်နေတာနော်တပည့်တော်တို့၃ပါးကတော့တဲ့ခီရောတကိဗုဒ္ဓတဲ့နို့နဲ့ရေရောထားသလိုတဲ့တသားတဲ့ဖြစ်ပြီးတော့နေအညမဉ္ဇံပိယသက္ခုဤတံပတ်တန္တာဝိဟာရမတဲ့တယောက်နဲ့တယောက်ချစ်ခင်တဲ့မျက်လုံးနေနဲ့ကြည့်ပြီးတော့နေကြပါတယ်မတဲကြတဲ့ပုဂ္ဂိုလ်များကြတော့တရားဓမ္မများကြည့်ကြပြီဆိုရင်ချစ်ခင်တဲ့မျက်လုံးဟုတ်ကဲ့လားကြည့်ကြတဲ့ကွာမျက်ထောက်နီးနဲ့ကြည့်တယ်မျက်ဆောင်းထိုးပြီးတော့ကြည့်တယ်ဆိုတော့အဲ့ဒီအကြည့်ကိုကတရားဓမ္မများပူလောင်ပြီးတော့မနေဘူးလားပူလောင်ပြီးတော့နေတာနော်အဲ့တော့တပည့်တော်တို့ကချစ်ခင်ပွဲမျက်လုံးနေနဲ့မေတ္တာအစိုးစေးတဲ့ကူးပြီးတော့နေတဲ့မျက်လုံးနေနဲ့တယောက်နဲ့တယောက်ကြည့်ပြီးတော့နေကြတာပါဖေဟာဆိုတော့ဒါဖြစ်ရင်အနုရုဒ္ဓတို့တဲ့မင်းတို့ဘလို့နီးနဲ့မြန်ညီညွတ်နေကြတာတော့ဆိုပြီးတော့ဒီလိုဆက်ပြီးတော့အရှင်အနုရုဒ္ဓတို့ရှောက်တဲ့စကားလေးကမှတ်သားเสียတပည့်တော်ကဖေဟာတဲ့တပည့်တော်နဲ့သတင်း၃ပေါ်၃ဘက်၂ပါးအရှင်နန္ဒီယရဲ့အရှင်ကိမိလရဲ့အဲ့ဒီနှစ်ပါးပေါ်မှာမေတ္တာနဲ့ရှင်တဲ့ကာယကံဝစီကံမနောကံနဲ့ဆက်ဆံတဲ့ဖရာတဲ့တပည့်တော်ကလည်းပဲဒီလိုစိတ်ထားမျိုးထားတယ်တကံစိတ်တနေကိပိတဝါဣမေတံယေဝအာယတမန္ဒနံစိတ်တလဝသေနဩတေယံငါဖြစ်ခြင်းတဲ့စိတ်ကိုဘေးချထားပြီးတော့သူတို့ဖြစ်ခြင်းတဲ့အတိုင်းငါနေမယ်ဆိုပြီးတော့ဒီလိုနှလုံးသွင်းပါတယ်ဖရာတဲ့ရှင်နုရုဒ္ဓလျှောက်ထားတဲ့စကားနော်ကိုဖြစ်ခြင်းတဲ့စိတ်ကိုဘေးချထားပြီးတော့သူတို့ဖြစ်ခြင်းတဲ့အတိုင်းငါနေမယ်ဆိုပြီးတော့ဒီလိုနှလုံးသွင်းပါတယ်ဖေယားတဲ့ဖေယားတပည့်တော်တို့၃ပါးဟာဆိုလို့ရှိရင်တဲ့ခန္ဓာကိုယ်ကသာ၃ကိုကွဲနေတာပါစိတ်ကတော့တစိတ်แท้လိုပဲဖြစ်ပြီးတော့နေပါတယ်ဖေယားတရားဓမ္မများအယက်ထက်မှာပြောကြတယ်နော်နှစ်ကိုတစိတ်ဆိုမပြောဘူးလားပြောတယ်ရှင်နုရုဒ္ဓတို့ကမြတ်စွာဘုရားလျှောက်တာကနှစ်ကိုတစိတ်တောင်မဟုတ်ဘူးနော်ဗါတယ်တော့၃ကိုတစိတ်တဲ့ခန္ဓာကိုယ်ကသာ၃ကိုကွဲနေတာဘုရားတပည့်တော်တို့ဟာဆိုလို့ရှိရင်စိတ်ကတော့တစိတ်แท้လိုပဲဖြစ်ပြီးတော့နေပါတယ်ဖေယားဆိုပြီးတော့ဒီလိုလျှောက်ထားအဲ့တော့မြတ်စွာဘုရားကရှင်နုရုဒ္ဓကိုမေးပြီးတော့ရှင်နန္ဒီယကိုမေးတယ်ရှင်နန္ဒီယမင်းကကိုဘယ်လိုသဘောထားတော့တပည့်တော်လည်းဒီလိုပါပဲဖေယားရှင်ကိမိလကကိုဘယ်လိုသဘောထားတော့တပည့်တော်ကလည်းပဲဒီအတိုင်းပါပဲဖေယားငါဖြစ်ခြင်းတဲ့စိတ်ဘေးချထားပြီးတော့သူတို့နှစ်ပါးဖြစ်ခြင်းတဲ့အတိုင်းပဲငါနေမယ်ဆိုပြီးတော့အဲ့ဒီလိုပဲသဘောထားတာပါဖေယားဆိုပြီးတော့ဒီလိုလျှောက်လိုက်တယ်
Daga Ramamia, Doma the Longa, go pitching and say go, they be or shade amatemu, Dumiago, Uza baby or Nide, so indeed, Doma, Mani Menu Pen, Piena Mamala. Mapiena no bo, no? Era Usino Daga Ramamia, they out net they out, Mani Menu Pijare, Ninyare, Conyare Sora, Mata. Go pitching, I go shade and tin Luno Pita, you know, my no? Konaga Yogere, ain't also the coup, the Garamamia, since I mutan and mute me Madeja, sing ya. Babulomo Madeja, so we don't do me mesoing, go pitching as a go, shade and look, no? A mutaga leve, go pitching, I go shade and then I'm muting, I'm pitching a dina, pico piame. Bones and quarter long tatalo, yes, so yet, time so time, no, twaso, twasaso, sa, who lunes the gamma biones of Biogo, Mabioya, who's a bit of little pigeons, they go shit and they be of tentare. A mute me galeve. Oh, I'm your dang, a pigeon at time, pico piame, bones and quarter long tatted and piame, solo she. A little pigeons, they mean shit and they be of tentare, so indeed, you done it, mute me. A simple Levamala. Maloena mu, Deonedia, Nino Mam, Hobu, Dajamu, Uzendo de Garamamia, Nino Chene, Solochen, Palo Amle, Go Pichene Sego, Ata, Be Chatabiro, Dumia Pichene die, Uza Be Nina Ao, Nidayame, no? Deonedia Madejavu, so in Go Pichenagapa, do Pichenagapa, Sura, Ni Nine Biro Gibiro. Short in short, I die, sure, I mean, never the long and never dim your name as in the Garamamia. A simple name, Mamma. Mapi Namabu, Ma be on needed to Chong the Chong. A shame beam in a yameson, Quebu, where she have a Jobu, where she wrote up, no? Arajamo, Shendari, Shenduro of your as a Mandasia. The Viro Gafia, the Viro pitching Seiko, at that beach at Avido. Horin about pitching at dime, pitching at anime, so be Dilo Nidava Piare, Dajamu Piarviro, Nino Dava Piare. Dagaramamia, Nino Ye, Nino Yo, so be Biobio, Nide, go pitching out that shit and Dimio name so in Nino Musra, Piena Mamala, Mapina Musrata, Matajaya Mapo, no, Matajaya Mapo. Manino Boo, Solocin Chanamala. Machanabu, Sibai Loara, Asemapibu, no? Aratwabi Lavi Solution, Konaga Yogere, Dine, now Jo Malomu, the young and the out, and the Yam Yalone in a Gibido, Nere, no? Toyara Layara, Asemapibu, Go Gamian, the Kugu, maybe alone, it don't go lip, Bamian, Pietwa, Limale, so we don't know. Edilo, now Jo Malone, Menen, Nia Meboha, the Garamamia Machanabu, the Jamumia Swapiaga. Yore, Duka Tangala Tameki, a poesy de Kugu. Using up Yogeraga, the Garamamia Nalea, ain't down to the Kugu, at a Udebit of Yogerano. Sayuari, Nino Navy so in Machanavula, Chanare, time beating, Nino Bido Neven so in Machanavula, and Chanare, the Jamo, long a poesy, Nino Bido Nidaha. That the wa about Chana Jown, Yaswapiaga, Menjare, Yahan in your Piro Nemeso in Ludi Kudo Diari Towa, Piro Chana Jare, the Adamari, Chanjan, Nalong to in Nanyare, Sapiri, Chanjan, Tin Nanyare, Kurori, Diana Diam, Menino Javus in Sapi Leve, Chanjan, Tin Nanyama, Mohodobu. The Adamalave, Chanya, Nalon to Naima, Mohodo, Gudo, the Ari Jobabido, Sin Jamar, that number though, to cut, no? Can number lead Wajazo. Number lega. The Megan and the bot to call. The Megan and Nino Jagon, the Bogodo E. The boy Nino Sang Yelaya, Chins in the Kuti. Do caught that the wa bong chana jong pip bavido e lion. Bagawa bong job by the Kimpiashin Goromia Giti. Awosa Gong Swat Malui, Main Jaro, Moolite Bavi the tea. Number lead to Kaga.
ညီညွတ်နေကြတဲ့ပုဂ္ဂိုလ်တွေတညီတညွတ်ဆောင်ရွက်လိုက်ရတဲ့လုပ်ငန်းဟာတတ္တဝါအပေါင်းချမ်းသာကြောင်းညီညွတ်နေပြီဆိုရင်အဲ့ညီညွတ်နေကြတဲ့ပုဂ္ဂိုလ်တွေလုပ်ငန်းလုပ်လိုက်ကြရပြီဆိုရင်လွယ်လွယ်ကူကူမအောင်မြင်ဘူးလားအောင်မြင်တယ်မညီညွတ်ကြဘူးဆိုလို့ရှိရင်တော့တရားဓမ္မများအလုပ်တစ်ခုဟာလွယ်လွယ်ကူကူလည်းပဲမအောင်မြင်ဘူးအဲ့တော့အောင်မြင်အောင်ဆိုလို့ရှိရင်လည်းပဲမနဲ့ယုံကန်ပြီးတော့လောက်ကြရတယ်ပြီးပြန်တော့လည်းပဲအပြစ်ပြောစရာတွေဖြစ်ပြီးတော့ကြံရစ်တယ်မချမ်းသာနိုင်ဘူးဖြစ်သွားနိုင်တယ်ညီညွတ်နေကြတဲ့ပုံကိုယ်တွေတညီတညွတ်ဆောင်ရွက်လိုက်ရတဲ့လုပ်ငန်းဟာအားလုံးသောတတ္တဝါတွေအတွက်ချမ်းသာကြောင်းပဲမြတ်စွာဘုရားလက်ထက်တုန်းကဝေသာလီပြည်ဆိုတာရှိတယ်နော်မြတ်စွာဘုရားလက်ထက်တုန်းကတရားဓမ္မများဟိုဆိုကြပါစို့ကောသလမင်းကြီးတို့ဗိမ္ပိတာရမင်းကြီးတို့ဥတေနာမင်းကြီးတို့သန္ဓပိဇောတမင်းကြီးတို့သူတို့ကတော့တက်ဦးဆံပိုင်ဘယင်တွေပဲတမိတ်တအာနာပဲနော်အဲ့ဒီဝေသာလီပြည်ကဘယင်တွေတို့တာကီဝင်မင်းတွေတို့ဟောမန္လာမင်းတွေတို့သူတို့ကြတော့တရားဓမ္မများတက်ဦးဆံပိုင်ရဲ့လို့မဟုတ်ဘူးလွတ်တော်ကနေပြီးတော့အုပ်ချုပ်တယ်ဆိုပြီးတော့ဒီလိုပဲဆိုရမှာပဲနော်အလုပ်တစ်ခုခုလုပ်စရာရှိတယ်ဆိုရင်လွတ်တော်မှာအားလုံးစီဝဲဝဲထိုင်ပြီးတော့အများသဘောတူတဲ့လုပ်ငန်းကိုအကောင့်ထည့်ဖော်ကြတယ်အဲ့တော့ဝေသာလီပြည်ပြင်တွေကစုစုပေါင်းဘလောက်တောင်ရှိတုံးဆိုရင်တရားဓမ္မများ9,900ယောက်တဲ့ဘလောက်ရှိတာလဲတော့9,900ယောက်တဲ့ဝေသာလီပြည်ကိုအုပ်ချုပ်ကြတဲ့ဘယင်းတွေနော်လွတ်တော်ကိုယ်စားလှယ်တွေပဲဆိုကြပါစို့လွတ်တော်ကိုယ်စားလှယ်ဆိုရင်လည်းပဲသူတို့ကတော့ဒီလိုပြည်သူလူထုကနေပြီးတော့ရွေးချယ်တဲ့သဘောမျိုးတော့မဟုတ်ဘူးနော်အဲ့တော့အစဉ်ဆက်ပဲမိဘသေးပြီဆိုလို့ရှိရင်သားကဆက်ပြီးတော့ဒီလွတ်တော်တဲ့ဆက်ပြီးတော့ဝင်ဆက်လွတ်တော်တဲ့ဆက်ပြီးတော့ဝင်ဆိုရင်ဒီလိုအစဉ်ဆက်ပဲသို့တော်လည်းပဲအားလုံးသောပုံကိုယ်တွေဟာအဲ့ဒီ9,900ယောက်သောမင်းတွေဟာတိုင်းရေးပြည်ရာကိစ္စကိုလှုပ်ချင်တယ်ဆိုရင်အဲ့ဒီလွတ်တော်မှာစာလို့ပြောမယ်ဆိုရင်တော့တန်ထာဂါရပေါ့အဲ့ဒီတန်ထာဂါရမှာအစည်းအဝေးလုပ်ပြီးတခိုက်တော့ဆုံးဖြတ်ကြအဲ့ဒီအစည်းအဝေးဆုံးဖြတ်ကြတဲ့နေရာမှာကတော့ဒါလှုပ်ချင်လို့ဆိုပြီးတော့ပြောတယ်တရားဓမ္မများပြောချင်တယ်ဆိုတဲ့အခါကျတော့မိမိရဲ့စန္ဒကိုလွတ်ကျွတ်ပြောဆိုခွင့်ရှိကြတယ်ပြောကြပြီးပြီဆိုလို့ရှိရင်တော့ကဲဘယ်ဟာကအများသဘောတူကြသလဲဆိုရင်ခေတ်စကားနဲ့ပြောမှဆိုရင်တော့မဲခွဲမှာပေါ့နော်မဲခွဲပြီးပြီဆိုလို့ရှိရင်အများကြိုက်တာကိုပဲခေါနာက9,900ယောက်စလုံးသောမင်းတွေကအကောင့်ထဲပေါ်ကြတယ်အများသဘောတူပြီးပြီဆိုလို့ရှိရင်ကိုသဘောကြမကြကိုကြိုက်မကြိုက်အဲ့ဒီအများသဘောတူထားတဲ့လုပ်ငန်းကိုအောင်မြင်အောင်ပဲဝိုင်းဝန်းပြီးတော့ပံ့ပိုးပြီးတော့ပေးကြတယ်တဲ့အားကြစရာမကောင်းဘူးလားကောင်းတယ်မြတ်စွာဘုရားကလေအဲ့ဒီဝေသာလီပြည်ဘယင်နေအဲ့ဒီလိုညီညွတ်လို့မို့ဆိုပြီးတော့မြတ်စွာဘုရားကတရားဟောဘူးတဲ့အရှင်အာနန္ဒာကိုပြောတာအာနန္ဒာတဲ့ဝေသာလီပြည်မှာရှိပြီးတော့နေတဲ့အဲ့ဒီလိษဝီမင်းတွေဝိစီမင်းတွေလှုပ်စရာကိုင်စရာတခုကိုလှုပ်ကြတယ်ဆိုလို့ချင်းညီညွတ်လှုပ်ကြစီဝေးပြီဆိုလို့ချင်းညီညွတ်စီဝေးကြစီဝေးဝဲကထိုင်ပြီဆိုလို့ချင်းလည်းပဲညီညွတ်စီဝေးဝဲကထပြီဆိုလို့ချင်းလည်းပဲညီညွတ်ထကြတယ်အဲ့ဒီလိုညီညွတ်နေသမျှကာလပတ်လုံးဟောဒီလိษဝီမင်းတွေဟာကြီးပွားတိုးတက်ဖို့ပဲရှိတယ်တဲ့ဒုက္ခရောက်ဖို့လုံးဝမဖြစ်နိုင်ဘူးတဲ့ဒီလိုမိန်ကြတာနော်အဲ့လိုပါပဲလိษဝီမင်းတွေညီညွတ်နေသမျှကာလပတ်လုံးသူတို့ချမ်းသာပြီးတော့နေတာပဲနောက်ပိုင်းကျတော့သူတို့ညီညွတ်မှုပြက်ပြားပြီးတော့သွားတဲ့ခိုင်တော့ဒုက္ခကောင်းရောက်တော့တာပဲအကုန်လုံးအဇာတတမင်းရဲ့လက်ထက်ရောက်ပြီးတော့ဒုက္ခရောက်ကြတယ်နော်ကဲဒီမှာပြောချင်တာကတော့ဘာပြောချင်တာတော့ဝေသာလီပြည်မှာရှိပြီးတော့နေတဲ့လိษဝီပေါင်းလိษဝီမင်းပေါင်း9,900ယောက်ရှိကြတယ်သူတို့ဟာစီးမြင့်ဥပဒေတစ်ခုကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်လွတ်တော်မှာတင်ပြကြတယ်အားလုံးကပဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လွတ်လပ်ပြောကြတယ်လွတ်လပ်ပြောကြတယ်ဆိုတဲ့နေရာမှာကိုယ်နဲ့အယူမတူဘူးဆိုပြီးတဲ့ခါကျတော့စန့်ကျင်မဲ့စကားတွေတော့ပြောမနေဘူးနော်
ငါနဲ့မတူဘူးဆိုလို့ချင်းဂလန့်တိုက်မယ်ဆိုပြီးတော့နော်အဲ့ဒီလိုသဘောမထားကြဘူးလွတ်လပ်ပြောကြတယ်ပြောပြီးပြီဆိုလို့ချင်းတော့အများသဘောတူတာကိုပဲအဲ့တော့အောင်မြင်အောင်အကောင်ထဲပေါ်ကြတယ်ကိုသဘောကြိုက်မကြိုက်ကိုအဲ့တော့သဘောကြမကြအများသဘောတူပြီဆိုလို့ချင်းတော့ဝိုင်းဝန်းပြီးတော့အားပေးကြတယ်အဲ့ဒီလုပ်ငန်းအောင်မြင်အောင်အဲ့ဒီလိုလုပ်တဲ့ခါကျတော့ချမ်းသာဖြစ်ပြီးတော့သူတို့လည်းပဲအဲ့တော့ဝေသာလီတနိုင်ငံလုံးချမ်းသာဖြစ်ကြတယ်ဒါကြောင့်မို့တရားဓမ္မများအဲ့ဒါအတူယူစီရပဲနော်ညီညွတ်နေတဲ့ပုဂ္ဂိုလ်တွေတညီတညွတ်ဆောင်ရွက်လိုက်ရသောလုပ်ငန်းသည်တတ္တဝါအပေါင်းချမ်းသာကြောင်းမညီညွတ်ဘူးညီညွတ်မလုပ်ကြဘူးဆိုလို့ရှိရင်ချမ်းသာမှုဖြစ်မလားမဖြစ်ဘူးကောင်းတဲ့လုပ်ငန်းမင်းဖြစ်အောင်တော့ကန့်လန့်တိုက်တဲ့ပုဂ္ဂိုလ်တွေနဲ့တရွတ်ဆွဲပြီးတော့ရှေ့မရောက်နိုင်မှုဖြစ်မှာပဲနော်အဲ့တော့တရားဓမ္မများမြတ်စွာဘုရားဟောကြားထားတဲ့ဇတ်တော်ထဲမှာပါနေတဲ့ဝတ္တကဇတ်ဆိုတာလဲသွားပြီးတော့တတိယဝတ္တကဇတ်ဆိုတာညီညွတ်ရေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ဇတ်လေးတစ်ဇတ်ပေါ့တာကိယနဲ့ကောလိယစစ်ဖြစ်ကြအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဖြန့်ပြေးရေးအနေနဲ့ဟောကြားတဲ့တရားတစ်ပုဒ်တခါတော့ကဦးဇင်းတို့ရဲ့ကိုးကွယ်ရာမြတ်စွာဘုရားတခုသောဘဝမှာငုံဖြစ်တယ်တဲ့ဘာဖြစ်တာတော့ဦးဇင်းတို့မြတ်စွာဘုရားလည်းပဲတချို့သောဘဝတွေမှာအကုသိုလ်ကံနှိပ်စက်ပြီးဆိုလို့ရင်အဲ့လိုတရိစ္ဆာန်ဖြစ်ရတဲ့ဘဝလည်းရောက်သေးတာပဲနော်ဒါပေမဲ့ဘုသူဒ္ဓအနေနဲ့တရားဓမ္မများမှတ်ထားမြတ်စွာဘုရားတရိစ္ဆာန်ဖြစ်ပေမဲ့ဘုရားအလောင်းတရိစ္ဆာန်ဖြစ်ပေမဲ့တဲ့ငုံအောက်သေးငယ်တဲ့တရားတော့ဘယ်တော့မှမဖြစ်ဘူးတဲ့နော်အသေးဆုံးကဘာပဲဖြစ်မလဲငုံပဲဖြစ်မယ်တဲ့နော်ငုံအောက်သေးငယ်တဲ့တရားမြတ်စွာဘုရားအလောင်းဘယ်တော့မှမဖြစ်ဘူးတဲ့နော်ဘုရားအလောင်းနေမဖြစ်နိုင်တာတွေနဲ့ပတ်သက်ပြီးတော့စာပေမှာရှိပါတယ်ဒါထားပါတော့ကြုံလို့မို့ပြောတာအဲ့တော့တခုသောဘဝမှာအလောင်းတော့ငုံဖြစ်တယ်များစွာသောထောင်ပေါင်းများစွာသောငုံနေနဲ့အတူတူနေတယ်ငှက်ခတ်သမားငုံဖမ်းသမားတယောက်ကအဲ့ဒီငုံနေပေါ်မှာလာပြီးတော့ကွန်နဲ့အုပ်ပြီးတော့ငုံနေကိုဖမ်းတယ်။ तू ကငုံတန်အတုဩပြီးတော့ငုံနေကဟုတ်မှတ်ပြီးတော့စုဝေးပြီးတော့လာပြီဆိုလို့ရှိရင်ပိုက်ကွန်နဲ့ပေါ်ကနေအုပ်ပြီးတော့ဖမ်းပြီးတော့သွားတယ်။ဒါနဲ့ဦးဇင်းတို့ဘုရားအလောင်းကတို့တွေအများကြီးဖြစ်နေပါရဲ့တန်းနဲ့ဒီလူတယောက်တည်းဖမ်းသမျှခံပြီးတော့နေရဒီတော့တဲ့တရားရှိငါပြောတဲ့အတိုင်းလုပ်ကြဆိုပြီးတော့အကြံပြုတယ်ဒီကရှိအဲ့ဒီငှက်ခတ်သမားကမြန်တို့အပေါ်မြန်ကုံကြီးမြန်အုပ်လိုက်မယ်ဆိုရင်အားလုံးသောငုံတွေကညီညွတ်ဒီပိုက်ကြီးကိုမပြီးတော့သွားကြမယ်ပေါ့စူးကြုံပေါ်တစ်ခုကိုတင်ပြီးတော့မှတို့တွေလွတ်ရကျွရပြေးကြရအောင်ဒီလိုပြောတယ်အားလုံးသောငုံတွေကသဘောကျပြီးတော့နော်အဲ့ဒီငှက်ခတ်သမားကနေပြီးတော့ဒီငုံနေစကြက်မှာအစာချပြီးတော့နေတဲ့အနေထားငုံတန်အောပြီးတော့ငုံနေစုလာတဲ့ခါကျတော့သူကပိုက်ကွန်နဲ့အုပ်တယ်ဘုရားအလောင်းကြိုတင်ပြီးတော့ပြောထားတဲ့အတိုင်းအားလုံးသောငုံတွေကပိုက်ကွန်ပေါက်ကနေပြီးတော့ခေါင်းလေးတွေရှိုးပြီးတဲ့ခါကျတော့အကုန်လုံးညီညွတ်ပိုက်ကွန်ကြီးကိုမသွားနော်အောက်ကခေါနာကငှက်ခတ်သမားငှက်ဖမ်းသမားအောက်ကရက်ကန်နဲ့ပါသွားနော်နောက်ပိုင်းကျတော့မနိုင်တော့ဒီပိုက်ကွန်ကြီးကိုလွတ်ပလိုက်ရအဲ့ဒီငုံတွေကအားလုံးပိုက်ကွန်ကြီးကိုမသွားပြီးတော့စူပေါ်ဘေးဆိုပြီးတော့ခြုံကြီးပေါ်မှာချပြီးတော့သူတို့အောက်ကခြုံအောက်ကနေပြီးတော့ထွက်ပြီးတော့သွားကြတယ်တဲ့ဒီလိုနေပြီးတော့နေတာပဲတရက်လာလည်းပဲကွန်ကြီးကိုပိုက်ကွန်ကြီးကိုငှက်တွေကမသွားငုံငှက်တွေကမသွားနောက်တရက်လေးပဲငုံငှက်တွေကမသွားဆိုတော့အဲ့ဒီငှက်ခတ်သမားငုံဖမ်းသမားနေစဉ်ပိုက်ကွန်ကြီးကိုစူးကြုံပေါ်ကနေပြီးတော့ခဲရင်ဖြုတ်ပြီးတော့မှအိမ်ပြန်သွားရတယ်အိမ်ပြန်ဖို့ဆိုတော့ဟောငှက်တို့ဘာလို့မိသေးလားမမိတော့ဘူးလက်ချီပလားကြီးပဲတရက်ပြန်လာနှစ်ရက်ပြန်လာဆိုတော့အိမ်ကမျိုးသမီးကတဲ့သဘောမကျတော့ဘူးစူတယ်တဲ့စူအောင်ပြီးတော့နေတာနော်တရက်လာလဲလက်ထဲဘာမှမပါဘူးနှစ်ရက်လာလဲပဲလက်ထဲဘာမှမပါဘူးပြန်လာတော့လည်းပဲမိုးကြီးစုံချုံမှလာတယ်ရှင်ဘယ်မြန်းသွားနေသေးတုံးကျမအပြင်မြန်ရှိသေးလားပေါ့နော်ဒီလို
အဲ့ဒီလိုပြောတော့ငှက်ခတ်သမားပြောတဲ့စကားကမှတ်သားစရာလေးဗျနော်တမ္မောဓမ္မနာကိသန္တိဇာလမာဒါယပက္ခိနောယရာတိဝိဝေဒိတံတိတတအေဟိန္တိမေဝတံရှင်မငါ့ကိုအဲ့လိုမပြောပါနဲ့ခုတလုံးငုံနေကတော်တော်ကိုညီညွတ်ကြတာတဲ့ငါကအပေါ်ကမြန်ပိုက်ကိုကြီးနဲ့အုပ်လိုက်မယ်ဆိုလို့ချင်းပိုက်ကိုကြီးမသွားတာစူးကြုံမော်ချပြီးတော့သွားတာအဲ့ဒါကိုခွာပြီးတော့ယူလိုက်ရတာဆိုတော့နောက်ကြတာဒီငုံငက်တွေထာဝရညီညွတ်ပြီးတော့မနေနိုင်ပါဘူးကွာတဲ့တနေ့နေ့တစ်ချိန်ချိန်မှာသူတို့တယောက်နဲ့တယောက်မတည့်ဖြစ်ကြအောင်ပါအဲ့ဒီကြမှာမင်းမျက်နှာကိုရှင်စေပါမယ်တဲ့မင်းမျက်နှာလေးကိုပြုံးပြီးတော့နေအောင်ငါလှုပ်ပေးပါမယ်ဆိုပြီးတော့ဒီလိုပြောတယ်မှတ်သားစရာနော်အဲ့ဒီကနေပြီးတော့ပြောလို့မှမကြပါဘူးတဲ့စကြက်အတူတူအစာရှာကြတဲ့ငုံငက်တွေငုံငက်တကောင်ကအခြားငုံငက်တကောင်ခေါင်းသွားနင်းမိတာဟာငါခေါင်းနင်းတာဘယ်သူတော့ဟာဆိုတော့ဟာကျွန်တော်ပါဆရာဆိုတော့မင်းငါခေါင်းဘာလို့နင်းတာတော့ဆိုတော့မသိလို့ပါဆရာဘာမသိရမှာတော့ဆိုပြီးတော့တယောက်နဲ့တယောက်ညင်းခုန်ကြနော်အဲ့ဒီကနေပြီးတော့ညင်းခုန်ကြရနေပြီးတော့ပိုက်ကုံကိုမင်းညီမတာမဟုတ်ဘူးငါလည်းပဲမတာပဲမင်းလူလည်းမလုံးနဲ့ဆိုတော့လူလည်းတော့မဟုတ်ဘူးငှက်လေပေါ့နော်ငှက်လည်းမလုံးနဲ့ဆိုပြီးတခါတော့ဒီလိုညင်းအကုန်ကြပေါ့နော်အဲ့ဒါနဲ့အဲ့ဒီငုံနဲ့ကောင်ညင်းခုန်ပြီးတော့နေတော့ဒီပြင်ငုံတွေကလည်းပဲသူ့ဘက်ကိုယ့်ဘက်ဆိုပြီးတော့ဒါမျိုးတွေဖြစ်ကုန်တယ်ဖရာအလောင်းကငုံငက်တွေတော့ညင်းခုန်ပြီးတော့နေကြပြီးအန်တယ်တော့အကြီးကျယ်တော့ရောက်တော့မှာပဲဆိုပြီးတော့သူ့စကားနားထောင်မဲ့ငုံငက်တွေကိုခေါ်ပြီးတော့ရှောင်ထွက်သွားနောက်နေ့ကြတော့ငှက်ခတ်သမားကအဲ့ဒီငုံနေဘောကနေပြီးတော့ခါတိုင်းလိုပါပဲကွန်ကိုပြစ်ပြီးတော့အုပ်တယ်အဲ့ဒီကြတော့ငှက်တွေကတကောင်နဲ့တကောင်မညီညွတ်တော့ပိုက်ကိုမင်းမပါတော့လားငါမပါတော့လားမင်းဘာလို့ခိုးနေရတာတော့တော်ပြီငါလည်းမမာဘူးဆိုပြီးတော့ဒီလိုနေရနေပြီးတော့အားလုံးသောငှက်တွေတဲ့ငှက်ခတ်သမားရဲ့လက်ထက်မှာပဲရောက်ပြီးတော့ပျက်စီးသွားကြရတယ်တဲ့နော်မြတ်စွာဘုရားဟောကြားတဲ့ဇတ်တဇတ်နော်အဲ့တော့တရားဓမ္မများကြည်သံအဲ့ဒီငုံငက်တွေညီညွတ်ပြီးတော့နေတော့ငါပိုက်ကုံကြီးကိုမသွားတော့သူတို့မချမ်းသာဘူးလားချမ်းသာတယ်နော်ဟောပိုက်ကုံကြီးကိုမတော့ဘူးဟာဆိုပြီးတော့ဒီလိုလှုပ်လိုက်တဲ့ခါကျတော့အားလုံးဒုက္ခလှမတွေ့ကြဘူးလားတွေ့ကြတယ်ဒါကြောင့်မို့တရားဓမ္မများညီညွတ်ပြီးတော့နေပြီဆိုလို့ချင်းညီညွတ်နေတဲ့ပုံကိုယ်တွေလှုပ်လိုက်တဲ့လုပ်ငန်းဟာလှုပ်စရာကိုင်းစရာတစ်ခုခုရှိတယ်ဆိုလို့ချင်းညင်းခုန်ပြီးတော့မနေဘဲနဲ့တညီတညွတ်ဆောင်ရွက်လိုက်ရတဲ့လုပ်ငန်းဟာအားလုံးတတ္တဝါတွေအတွက်ချမ်းသာကြောင်းဖြစ်တယ်ဆက်ဆက်တဲ့ပုံကိုယ်တွေအတွက်ချမ်းသာခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုပြီးတော့တရားဓမ္မများမှတ်သားကြဖို့လိုအပ်တယ်မြတ်စွာဘုရားမိန့်ကြားလိုက်တဲ့ဒုက္ခကဘယ်နှမျိုးတဲ့တော့၄မျိုးတဲ့မြတ်စွာဘုရားကအဲ့ဒီဒုက္ခ၄မျိုးကိုဟောကြားမြတ်စွာဘုရားရဲ့တရားဒေသနာတော်အဆုံးမှာတဲ့ဒေသနာဝသာနေဒေသနာတော်ရဲ့အဆုံးမှာဒါပဲပြီးအလုံးစုံလည်းပဲဖြစ်ကုန်သောတေဘိက္ခုထိုယံတို့သည်အရဟတေအရဟတဘောနပတိဋ္ဌဟိန္တုတိယလေကုန်ပြီမြတ်စွာဘုရားတရားဓမ္မဟောကြားဟောဒီဒုက္ခတရားတွေဟောတော့သစ္စာ၄ပါးတွေဘာတွေလည်းပဲထဲ့ဟောမှာပါပဲတရားရဲ့အဆုံးမှာတဲ့ယခောနာကစကားဆွေးနွေးပြီးတော့နေကြတဲ့ဒုက္ခဆိုတာကဘာလဲဆိုပြီးတော့ဆွေးနွေးနေကြတဲ့ယဟန်တော်တွေအားလုံးယဟန်နာတွေဖြစ်ကြတယ်တဲ့ဟုတ်လားဒေသနာတော်ဟာဆိုလို့ရှိရင်မာဇနတများစွာသောလူအပေါင်းအတွက်တတိကအကျိုးရှိသည်အဟောသည်ဖြစ်ခဲ့ပါပေတော့ဤမြတ်စွာဘုရားဟောကြားလိုက်တဲ့တရားဓမ္မဟာဆိုလို့ရှိရင်အားလုံးသောတရားတွေအတွက်လည်းပဲတချို့တရားဓုမရအောင်တော့တဲ့အကျိုးရှိတဲ့တရားဒေသနာတော်တပုတ်ဖြစ်သွားပါတယ်ဆိုပြီးတော့စာကဒီလိုမှတ်တမ်းတင်ထားပါတယ်အဲ့တော့ကတရားဓမ္မများမြတ်စွာဘုရားမိန့်ကြားလိုက်တဲ့ဒုက္ခကဘယ်နှမျိုးတဲ့တော့၄မျိုးအဲ့ဒီ၄မျိုးကဘာရင်တော့ဆိုရင်နံပါတ်1လောကမှာမြတ်စွာဘုရားပွင့်ပေါ်လာတာဟာတတ္တဝါပေါင်းချမ်းသာကြောင်းနံပါတ်2သူတော်ကောင်းတရားဟောပြောရတာဟာတတ္တဝါပေါင်းချမ်းသာကြောင်းနံပါတ်3အဖွဲ့အစည်းတစ်ခုကိုညီညွတ်ပြီးတော့နေတယ်ဆိုလို့ရှိရင်တတ္တဝါပေါင်းချမ်းသာကြောင်းနံပါတ်4ဟောညီညွတ်နေတဲ့ပုံကိုယ်တွေတညီတညွတ်ဆောင်ရွက်လိုက်ရတဲ့လုပ်ငန်းဟာတတ္တဝါပေါင်းချမ်းသာကြောင်းတဲ့ချမ်းသာခြင်းရဲ့အကြောင်းဘယ်နှမျိုးလဲတော့၄
ယခေါနာကပြောခဲ့တဲ့ဥပမာအတိုင်းပဲချမ်းသာခြင်းရဲ့အကြောင်းကိုတော့သိကြပြီသိပင်သိတော်လည်းပဲအဲ့ဒီအကြောင်းကိုအယအမိမယူကြဘူးဆိုလို့ရှိရင်တော့ချမ်းသာပါမလားဖယားပွင့်လာတယ်ဘာတိဘာသာနေတယ်ဖယားစကားနားမထောင်ဘူးမချမ်းသာနိုင်ပါဘူးနော်သူတော်ကောင်းတရားဟောပြောပြီးတော့နေတယ်တရားပွဲကိုရှောင်ရှားပြီးတော့နေတယ်တရားဓမ္မနာကြပင်နာကြတော့လည်းပဲမကြင့်မကြံဘူးမချမ်းသာနိုင်ပါဘူးနော်အဲ့တော့အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီးတော့ထားတယ်မညီမညွတ်ဖြစ်ပြီးတော့နေမယ်ဆိုလို့ရှိရင်မချမ်းသာနိုင်ပါဘူးနော်အဖွဲ့အစည်းတစ်ခုခုရှိပြီးတော့နေတယ်အလုတ်တို့ဘာတော့လောက်ကြတဲ့ခါကျတော့ညီညွတ်မလုပ်ဘဲနဲ့ညင်းခုန်ပြီးတော့နေမယ်ဆိုလို့ရှိရင်မချမ်းသာနိုင်ပါဘူးအဲ့တော့ချမ်းသာခြင်းရဲ့အကြောင်းကိုသိကြရပြီဆိုလို့ရှိရင်အဲ့ဒီအကြောင်းကိုတော့ဦးဇင်းတို့တွေအရာအမိယူနိုင်ကြမှချမ်းသာမယ်ဆိုပြီးတော့ဒီလိုသိကြဖို့မလိုအပ်ဘူးလားရှေ့မှာထမင်းပွဲကြီးချပြီးတော့ထားတယ်ဆိုလို့ရှိရင်စားမသာဝမယ်ဆိုပြီးတော့မသိနိုင်ဘူးလားသိနိုင်တယ်တရားအစတုန်းကပြောခဲ့တဲ့အတိုင်းပဲအားလုံးသောတရားဝါတွေအခြားအကြောင်းအရာသာတယောက်နဲ့တယောက်မတူခြင်းရှိကြမယ်တူညီကြတာကတော့ချမ်းသာလူလားကြတဲ့ပုဂ္ဂိုလ်တွေကြီးပဲဆင်းရဲဒုက္ခယွန်းမုန်းကြတဲ့ပုဂ္ဂိုလ်တွေကြီးပဲချမ်းသာလူလားလို့ဆင်းရဲဒုက္ခကိုယွန်းမုန်းလို့ဆိုပြီးတော့ချမ်းသာကိုရှာကြတဲ့နေရာမှာကြတော့မှန်မှန်ကန်ကန်မရှာကြဘဲနဲ့ဖြတ်လန်းကရှာပြီးတော့ဒုက္ခရောက်သွားကြတာကြီးလည်းမရှိနိုင်ဘူးလားရှိနိုင်တယ်ဒါကြောင့်မို့ဦးဇင်းတို့တရားဓမ္မများချမ်းသာခြင်းရဲ့အကြောင်း၄မျိုးကိုသိကြပြီးပြီဆိုလို့ရှိရင်အဲ့တော့မိမိတို့တွေချမ်းသာအောင်အဲ့ဒီချမ်းသာခြင်းရဲ့အကြောင်း၄မျိုးကိုအယအမိယူကြဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြောကြရင်ဒီနေ့ညဓမ္မသဘင်ဇာနာကြရအောင်နော်ဓမ္မောတတံပိတဝါဧဇဝိတံတဗံတမုဟတံအာဇရမရံတိတိဘာဝနိဗ္ဗာနံယန္တုတာတဝဧဇ1389ခုယတုတာယံပြာသူလာပြီးကျော်3ရက်နေ့ညာရန်ရောက်လာမင်္ဂလာအခါကာလတမယ၌ဓမ္မောတတံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်ဒုက္ခ၄ပါးလို့ဆိုတဲ့တရားရည်စေးကိုပိတဝဝန္တာရွှင်ပြတောက်ကြရနာကြရအကုန်သောကြောင့်ဝိတံတဗံပုစညင်နောက်ကိလေသာအစိတ်အတဟူသည်မြသည်တမုဟတံတမုဟတုပိဉ္ကြဘတွင်ရင်မတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောက်ပေမရောက်အောင်ပဲဖြောက်အပ်ပါစေတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထလောတိတိဘာဝံကိလေသာဟုအဘုခတိန်အင်းခြင်းရာစိဖြစ်ပေထလောနိဗ္ဗာန်နိဗ္ဗာန်လို့ခေါ်အေမျိုးတော်သို့သာတောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်ပရိသတ်အများတို့သည်ယန္တုပါရမီစင်စဉ်မြင့်ထက်မြင်၍မလင်းပုံသေးဆိုင်ရောက်တော်မူနိုင်ကြပါစေကုန်သတည်းတတိတော်အားလျှောက်ထားခွင့်ပြုပါအရှင်မြတ်ဗျာဒီကနေ့ညအရှင်ဘုရားဟောကြားအပ်ပါသောဒုက္ခ၄ပါးတရားတော်ကိုယုံကြည်စွာနာကြားကြသည့်တရားနာပရိသတ်များကတရားဓမ္မနာကြားရခြင်းကိုကျေးဇူးဆက်သောအဖြစ်ဓမ္မပူဇာအဖြစ်စက္ကန့်လှူဒန်းကြပါမည်အရှင်မြတ်ဗျာပထမဦးစွာကြောက်ကလတ်ဆရာတော်အားအမှုထား၍တပည့်နာယကာတာယိကာမများကပေါင်းစုလှူဒန်းသည့်ဓမ္မပူဇာလှူဒန်းမှုကိုကပတင်ကိုကျော်ညွန့်ကတက်ရောက်စက္ကန့်လှူဒန်းပြည်နိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ဆက်လက်ပြီးဖန်မြို့ကုန်းကလေးရက်ဓမ္မသဘင်မတီအလှရှင်ဖြစ်သည့်ဥပချစ်တော်မြတ်တင်ရတနာရွှေဆိုင်မိသားစုမှဓမ္မပူဇာအဖြစ်
စက္ကန့်လူရန်နိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဖန်မြို့အမှတ်ရှိရက်ွက်ဖန်ထုံးအိမ်လမ်းမကြီးနေအလှရှင်ဦးစိန်လွင်တော်ချိုချိုစမ်းဝင်ပန်းကုံမာဆိုင်မိသားစုမှဓမ္မပူဇာစက္ကန့်လူရန်နိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာစုဆက်လက်ပြီးဖန်မြို့နေဥဝံချင်းတော်မြတ်ကြီးတို့အားရည်စူး၍ရွှေဖုံးဆယ်မိသားစုမှဓမ္မပူဇာစက္ကန့်လူရန်ပေးနိုင်ဖို့ရာဖိတ်ခေါ်အပ်ပါတယ်ဖန်မြို့အမှတ်ရှိရက်ွက်ဖန်ထုံးအိမ်လမ်းမကြီးနေအလှရှင်ဦးမောင်လှိုင်ဒေါ်နန်းဆန်းမြင့်ရွှေဖန်တဲကိုကန်းမိသားစုမှဓမ္မပူဇာစက္ကန့်လူရန်ပေးနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ဖန်မြို့နေအလှရှင်ခွန်တက်နိုင်ဦးမဆုစုမှာညောင်ရိပ်73စီအယောင်ဆိုင်မိသားစုမှဓမ္မပူဇာစက္ကန့်လူရန်နိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ဖန်မြို့နယ်တာမညရွာနေအလှရှင်ဦးတင်စိန်တော်တောင်းမျိုးပရမရွှေဆိုင်မိသားစုမှဓမ္မပူဇာစက္ကန့်လူရန်နိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဒီကနေ့ညအရှင်ဘုရားဟောကြားအပ်ပါသောဒုက္ခ၄ပါးတရားတော်ကိုရိုသေစွာနာယူတော်မူကြသည့်တရားနာပရိသတ်အများပေါင်းစုလူတန်းသည့်ဝတ္ထုငွေကျပ်23သိန်း5000ကိုအများဒါယကဤကိုစားတော်မြတ်တင်ရတနာရွှေဆိုင်မှမချောစုကကိုစားတက်ရောက်စက္ကန့်လူတန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်
ယနေ့ညဓမ္မသဘင်တွင်တရားဓမ္မများနာယူရခြင်းအားကျေးဇူးဆက်သောအားဖြင့်ဓမ္မပူဇာအဖြစ်ပေါင်းစုလူတန်းကြသည်ဝတ္ထုငွေကျပ်69သိန်း5000တိတိစက္ကန့်လူတန်းခြင်းအစီအစဉ်ဆောင်ရွက်ပြည်စည်းပြီးဖြစ်ပါကြောင်းလျှောက်ထားအပ်ပါသည်ရှင်မြတ်ဗျာကဲဒီနေ့ညမိမိတို့ရရှိတဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ပါကားကိုအားလုံးတော်ရည်နဲ့အမြတ်တမ်းပေးဝေချရအောင်မနေ့ဖန်ညမှာဆိုလို့ချင်းလည်းပဲဥစဉ်တို့ရဲ့ကျေးဇူးရှင်အများသိပြီးတော့နေကြတဲ့ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးလက်ညတိုင်ပေါ့လာပြီးတော့တရားဓမ္မဟောပြောမှာဖြစ်ပါတယ်အဲ့တော့အားလုံးသောတရားဓမ္မများအနေနဲ့ဆရာတော်ဘုရားကို TV ထဲကပဲဖူးမြော်ပြီးတော့နေကြရအဲ့တော့မနေ့ဖန်မှာဆိုလို့ရှိရင်ကိုယ်တိုင်ကိုကြကိုဖူးမြော်ကြရအောင်လာရောက်ပြီးတော့လည်းပဲတရားနာကြဖို့ဦးဇင်းတို့ကဖိတ်ခေါ်ပါတယ်နော်ကဲဒီနေ့ညမိမိတို့ရရှိတဲ့ကုသိုလ်ကောင်းမှုအားလုံးတော်ရည်နဲ့အမြတ်တမ်းပေးဝေချရအောင်အရှင်ဘုရားဘုရားတပည့်တော်မတို့ဤချမ်းသာကြီးမြတ်စွာဘုရားဗုဒ္ဓဂုဏဝိသေသဓမ္မပူဇာဓမ္မသဘင်ကိုအကြောင်းပြု၍လူတန်းရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်တရားဓမ္မနာကြားရသောဓမ္မသဝနာကုသိုလ်တရားပွဲကြီးဖြစ်မြောက်အောင်မြင်အောင်ဆောင်ရွက်ရသောဝေယဝိသကုသိုလ်ထိုပေါင်းစုမြတ်ကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေသာဤကောင်းမှုဤအဖို့ဘာကကိုဤဘဝရှိဘဝတော်စကြကုန်သောမိဘဘိုးဘွားဆရာသမားဆွေမျိုးညာတိမိတ်တင်္ဂအပါအဆောင်အရှောက်နတ်ဒေဝအပေါင်းဤဖယားပရဝုံအတွင်၌ရှိကြကုန်သောမြင်အမမြင်အတတ္တဝအပေါင်းငရေတနင်းရှမမင်းနတ်တုတနင်းတရားမင်းနှင့်တကွာ31ဘုံကျင်လေကုန်သောလုံးစုံများစွာတတ္တဝမန္တမြအနန္တတို့အားမြတ်ဝေပါကုန်၏မြတ်ဝေပါကုန်၏မြတ်ဝေပါကုန်၏ခတ်သိမ်းကုန်သောတတ္တဝါတို့သည်ကုသိုလ်အမြတ်ရရှိကြ၍နေရောညင်ပါအခါခတ်သိမ်းကိုယ်စိတ်နှပြချမ်းသာဒုက္ခရရှိကြသည်ဖြေကြပါစေကုန်သော
အားလုံးတက်ရှိကြမှာစိတ်ချမ်းသာလို့တမ္မာဆန္ဒပြပါကြပါစေ